ဘုရားပြင်ဆင်ပေးခြင်းအဖြစ်ဆရာမတို့လည်းသူပဲကျေးဇူးတင်တယ်။ဘာကြောင့်လဲဆိုတော့ဒီဇင်ဘာကျွန်တော်ဖိတ်တာဖြစ်တယ်။ဒါပေမဲ့ဒီဇင်ဘာ first week ကဖြစ်ချင်တော့ကျွန်တော်တို့ဒီဂျပန်အသင်းတော်ရဲ့building အသစ်ဘုရားပြင်ဆင်ပေးတယ်ကျွန်တော်အများအားဆုတောင်းတယ်ဂျပန်မှာဒီလိုမြန်မာဖျားเจ้าတွေတော်တော်များအခန်းလေးတွေနဲ့လောက်တာများတယ်apartment တွေမှာလောက်တာများဈေးကြီးတော့မဲ့ကျွန်တော်ဝန်ခံပေးတယ်သမင်းစာကန်ရောအဲ့လိုမျိုးဘုရားရှိခိုးပြီးသမင်းစာကန်အဲ့လိုမျိုးပေါ့ရှိချင်တယ်ပြီးတော့သူတို့ကယထာတွေနဲ့လာတာလေနေရနေယထာတွေနဲ့လာတော့ Saturday ဆိုရင်ကလေးတွေကလာအိတ်ဖို့နေရမရှိတော့ Saturday လာအိမ်မှာ Sunday မှာပါဝင်လို့ရတယ်ဆိုတော့တိုကျိုမှာကြောက်လဲဈေးရအရန်ကြီးတော့ကလေးတွေကမလွယ်ဘူးပေါ့လာတာအဲ့နဲ့သူတို့လည်းပဲအိတ်လို့ရတဲ့နေရာလေးရှိစေရှင်တယ်ဘုရားခင်အကောင်းဆုံးနေရာပြင်ဆင်ပေးပါလို့ကျွန်တော်ဆုတောင်းတော့ယေရှုတော်ပဲဘုရားပြင်ဆင်ပေးတယ်အခုကလူငယ်တွေက Friday ကတည်းကလာအိတ်ကြပြီ Friday ကလာအိတ်တယ် Saturday မှာလူငယ်အစီအစဉ်လုပ်ကြတယ်ကိုယ့်ပိုင်နေရာလေးဖြစ်သွားတော့လွတ်လပ်လပ်ပေါ့ဆိုတော့ယေရှုတော်ပဲတိုကျိုမှာအားလုံးပေါင်း3ထပ်ပေါ့အပေါ်ဆုံးထပ်ခိုးလေးပေါ့ပါတယ်အပေါ်ဆုံးမှာတော့ယောက်ျားလေးတွေမိန်းကလေးမှာယောက်ျားလေးအောက်မှာတော့မိန်းကလေးတွေအလယ်မှာတော့ဟောခမ်းပေါ့ဟောဇူတောင်းအစီအစဉ်လုပ်တဲ့နေရာပေါ့ဘုရားရှိခိုးတဲ့နေရာအဲ့ဒါရတယ်ကျေးဇူးတော်ပဲမြေကိုမြေနဲ့ကိုပေါ့အဲ့ဒါဖွင့်ပွဲရှိတယ်ဖွင့်ပွဲကဒီဇင်ဘာလဒီ6ခွန်မှာဖွင့်ပွဲလုပ်မှာဖြစ်တယ်ဆိုတော့အဲ့ဒီကိုလုံမယ်လို့ပြောပြီးတော့မှဆရာမကိုလည်းကျွန်တော်ဂရိပေးထားတာအဲ့ဒီအပတ်ပဲเนาะအဲ့လိုဖြစ်သွားဒါပေမဲ့နားလည်းပေးလို့တကယ်ကျေးဇူးတင်ပါတယ်လို့နားလည်းပေးပြီးတော့မှဒီနိုမာလနောက်ဆုံးပတ်တော့ဒီစီမှာမရရင်လည်းပြန်လာပေးပါဆိုတော့ကျွန်တော်အမြဲတမ်းချစ်ပြီးတော့မှခေါ်ဖိတ်ပေးတယ်ဆရာတို့မိသားစုဆရာမတို့စနီးမောင်နှံအသင်းတော်လည်းအထူးပဲဖျားရှင်သားကြီးကောင်းကြီးပေးပါစေဒီမှာဝင်လာတဲ့ခါမှာဆရာဝိညာဉ်ထဲမှာဘယ်လိုခံစားလဲဆိုတော့အခုကဒီ3ရက်မှာပေါ့ဝိညာဉ်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ဘုရားဖော်ပြတဲ့အတိုင်းလုပ်တော့မှာဖြစ်တယ်ဘုရားရှင်ဖော်ပြတဲ့အတိုင်း prophet ပြုရင်လည်းပြုမယ်အနာရောဂါငြိမ်းချင်းဆုတောင်းတာလည်းလုပ်ရင်လုပ်မယ်ဘုရားဘာလုပ်ခိုင်းမလဲအဲ့ဒီတိုင်းကျွန်တော်လုပ်တော့မှာဖြစ်တယ်ဆိုတော့တခုပဲဆံငါကြပါဘာဆံငါရတာလဲဆိုတဲ့အခါမှာဖျားနဲ့ပတ်သက်လာရင်အမှုတစ်ကိုမျှော်လင့်တတ်ဖို့အရင်ကြီးတယ်ဖျားနဲ့ပတ်သက်လာရင်အမှုတစ်ကိုအတစ်တော်အရာဖျားအတစ်တော်အရာတွေနဲ့အလုပ်လုပ်တဲ့ဖျားဖြစ်တယ်ဒါကြောင့်သင်ရဲ့ life မှာဖျားစကားလာပြီဆိုရင်သင်ဘောမှာလိုတာလေပတ်စံမဟုတ်ဘူးဖျားစကားသင်တို့တကယ်လွတ်မြောက်စေတာဖျားစကားသင်တို့တကယ်ကောင်းကြီးဖြစ်စေတာဖျားစကားကျမ်းစကားနဲ့ဖျားစကားမတူကျမ်းစကားနဲ့ဖျားစကားမတူကျမ်းစကားနဲ့ဖျားစကားဘာကွာတယ်လဲကျွန်တော်ကျမ်းစကားကြတော့ဥပမာဆိုပါစို့ဖိလိပ္ပိအခန်းကြီး4အငယ်6မှာဘာပြောလဲဖိလိပ္ပိအခန်းကြီး4ငယ်6မှာအဘယ်မှုကိုများစိုးရင်ခြင်းမရှိပဲအရာရာ၌ယေရှုတော်ကိုချီးမွမ်းခြင်းနဲ့တကွာဆုတောင်းပတနာပြုโอเคအဲ့လောက်မှရရအောင်ဆိုတော့အဲ့ဒါကကျမ်းစကားဒီ
စာရွက်ထဲမှာရေးထားတဲ့စကားအဘယ်အမှုကိုများမစိုးရင်အဘယ်အမှုမှမစိုးရင်လို့ပြောတဲ့အခါမှာဘယ်အရာမှစိုးရင်စရာမလိုဘူးလို့ဘုရားပြောလိုက်တာအာမင်ဆိုတော့ဘုရားကအဘယ်အမှုကိုများမစိုးရင်နဲ့တဲ့ဘာလို့ပြောလဲဆိုတော့သူ့မှာအဲ့ဒီလောကမှာကြုံတွေ့ရမယ်အမှုအရာတိုင်းအတွက်အဖြေရှိနေလို့စိုးရိမ်နေတယ်ဆိုတာဘာမရှိလို့လဲအဖြေမရှိလို့အဖြေရှိတဲ့လူကဘယ်တော့မှစိုးရိမ်စရာအကြောင်းမရှိဘူးကိစ္စတစ်ခုဖြစ်လာပြီဆိုရင်သင်စိုးရိမ်တယ်ဘာလို့စိုးရိမ်တာလဲသင်မှာအဖြေမရှိလို့ဆိုတော့အဘယ်အမှုကများမစိုးရိမ်နဲ့တဲ့ဘာဖြစ်လို့နှုတ်ကပတ်တော်ထဲမှာထည့်ထားပေးရလဲအဲ့ဒီကိစ္စလောကမှာလူတွေကိုအသက်ရှင်ရတဲ့သေနေတဲ့ဘဝဖြစ်စေတာကစိုးရိမ်ခြင်းနဲ့ကြောက်ရွံ့ခြင်းဖြစ်တယ်သင်ဒီနေ့အသက်ရှင်တယ်သင်မှာဝမ်းမြောက်ခြင်းမရှိဘူးသင်မှာစိုးရိမ်ခြင်းနဲ့ပူပန်ခြင်းနဲ့ကြောက်ရွံ့ခြင်းနဲ့ပဲအသက်ရှင်အဲ့ဒီနေ့ကသင်သေနေတဲ့နေ့ပဲအသက်ရှင်တဲ့နေ့မဟုတ်သင်ရောနေ့ရက်စဉ်တိုင်းမှာဘုရားသခင်ကစိုးရိမ်ခြင်းကြောက်ရွံ့ခြင်းလုံးဝမရှိဘဲနဲ့တကိုးနဲ့အသက်ရှင်စေခြင်းနဲ့ဘုရားဖြစ်တယ်အဲ့ဒါမှလူကလည်းအသက်ရှင်တယ်လို့ခေါ်တယ်ညာလူကအသက်ရှင်တယ်ဆိုတာဘာပြောတာလဲအသက်ရှင်နေတယ်ဆိုတာကလူဖြစ်ပြီးတော့မှဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းမရှိဘဲနဲ့အသက်ရှင်နေရတဲ့နေ့ရက်တွေဟာ तू အသက်ရှင်နေတာမဟုတ်အသက်ရှင်ရတဲ့သေနေတာနောက်တစ်ခုရှိတယ်ဘာလို့ဝမ်းမြောက်ခြင်းမရှိဘဲနဲ့လှုပ်တဲ့အလုပ်ကမအောင်မြင်ဘူးဘာပဲလှုပ်တင်ကြိုက်တာလို့ဝမ်းမြောက်ခြင်းမရှိဘဲနဲ့လှုပ်တဲ့အလုပ်ကဘယ်တော့မှအောင်မြင်ခြင်းမရှိဘူးဆိုတော့ဝမ်းမြောက်ခြင်းနဲ့လှုပ်တဲ့အလုပ်တိုင်းဟာအောင်မြင်ခြင်းရှိတယ်ဆိုတော့သင်အလုပ်တစ်ခုလှုပ်တော့မယ်ဆိုရင်သင်ကအောင်မြင်မလားမအောင်မြင်လားဆိုတာကို result ထွက်လာပြီးမှသိရတာမဟုတ်ဘူးဘာမှမလုပ်ခင်နဲ့သင်အထဲမှာဝမ်းမြောက်ခြင်းအပြည့်ငြိမ်သက်ခြင်းအပြည့်ရှိနေပြီဆိုရင်အဲ့ဒီလုပ်ငန်းကအောင်မြင်တော့မယ်ဆိုတာသင်တရားရဂိုင်နှုတ်သင် predict လုပ်လို့ရတာသင်ဘသူ့မှာသွားပြီးတော့မှ prophet တွေပါလေသွားမေးနေစရာအကြောင်းမရှိဘူးကျွန်တော်ဒီလုပ်ငန်းလုပ်တာအောင်မြင်မလားprophet ကြီးလို့သွားပြောစရာအကြောင်းမရှိဘူးသင်အထဲမှာတကယ်ပဲဝမ်းမြောက်ခြင်းအပြည့်နေရယူနေပြီဆိုရင်အဲ့ဒီလုပ်ငန်းကအောင်မြင်တော့မယ်အာမင်ဆိုတော့ဖခင်ကတင့်ကိုအရင်ဆုံးအောင်မြင်ခြင်းပေးတာမဟုတ်ဘူးတင့်ကိုဝမ်းမြောက်ခြင်းနဲ့ငြိမ်သက်ခြင်းအရင်ပေးတာဖခင်ကအောင်မြင်မှုကိုအရင်ပေးတာမဟုတ်အရင်ဆုံးပါပေးတာလေဝမ်းမြောက်ခြင်းနဲ့ငြိမ်သက်ခြင်းကိုပေးတယ် step by step ဆရာပြောမယ်အခုနပြန်ပြောပြမယ်ဆိုတော့စာတန်ရဲ့အဓိကလက်နက်ကပါလဲစာတန်ကတင့်ကိုလုံးဝမအောင်မြင်စေခြင်းလောကမှာလုံးဝစိတ်ချသင်ကိုလုံးဝဝမ်းမမြောက်စေခြင်းဘူးမအောင်မြင်စေခြင်းဘူးဝမ်းမမြောက်စေခြင်းဘူးပူပန်ခြင်းအပြည့်နဲ့အသက်ရှင်နေတာကို तू ကကြိုက်တယ်အဲ့ဒါကမာနရဲ့လုပ်ရက်ဆိုတော့ကျမ်းစာထဲမှာဘာပြောလဲကွကျမ်းစာထိုးပေးလို့ရရင်အေဖတ်ဩရစာခန်းကြီး6အငယ်73ကနေစကြည့်အောင်7ကနေစကြည့်မယ် sorry 7ကနေစကြည့်အကြောင်းမှာငါတို့ဒီအသွေးသားရှိသောယံသူတို့နဲ့ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်ဆိုတော့ညီကိုမောင်မတို့ပြဿနာအသင်ဖြစ်လာပြီဆိုရင်အသင်းတော်မှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်တင်လူအတိုင်းဝိုင်းထဲမှာလူတွေနဲ့အလုတ်လုတ်တယ်ဆိုရင်အမြဲတမ်းပြဿနာရှိတယ်ဟုတ်ပြီနော်သင်ကဒီအသင်းတော်မှာပြဿနာရှိလို့နောက်အသင်းတော်သွားလဲအသင်းတော်မှာပြဿနာရှိနေမှာပဲဘာဖြစ်လို့ဆိုတော့အသင်းတော်ဆိုတာကဖះเจ้าမဟုတ်ဘူးအသင်းတော်ဆိုတာကဖះเจ้าအဆောက်အဦမဟုတ်ဘူးအသင်းတော်ဆိုတာကခရစ်တော်ကိုယုံကြည်တဲ့ယုံကြည်သူများစုဝေးထားတဲ့အရက်ဖြစ်တယ်နေရာကိုပြောတာမဟုတ်ပြန်ဘူးဒီအခုယုံကြည်သူများဒီယုံကြည်သူများအားလုံးခရစ်တော်ရဲ့အသင်းတော်ဖြစ်တယ်အာမင်ယေရှုခရစ်တော်အသွေးတော်နဲ့ရွေးဝယ်ထားတဲ့ရွေးဝယ်ထားခြင်းခံရတဲ့သူတွေအားလုံးဟာအသင်းတော်ဖြစ်တယ်
အာမင်ဒီအသင်းတော်ကတကိုးကြီးတယ်တေချာတော့ကျွန်တော်ညီကိုမောင်တော့ကျွန်တော်ပြန်ပြောပြမယ်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်ပြီးတဲ့လူတစ်ယောက်ကရိုးရိုးတန်တန်လူမဟုတ်တော့ဘူးဆိုတာကိုလူတွေသိတဲ့ဘောမပေါက်ဘူးသင်တို့ယေရှုကိုတကယ်ယုံကြည်ပြီးသွားပြီးမှန်တယ်ဆိုရင်ယေရှုကိုသင်ယုံကြည်လိုက်တဲ့အချိန်မှပင်လင်ပထမဆုံးရတာတရှင်တော်ဝိညာဉ်တော်တရှင်တော်ဝိညာဉ်တော်ကနေရာယူတယ်သင်ထဲမှာနေရာယူုံနေမကဘူးသင်အထဲမှာစတင်တော့ပြုပြင်ပြီဘာနဲ့ပြုပြင်တာဆိုတော့တကိုးနဲ့ပြုပြင်တာဆိုတော့ဖခင်ကနေ့တိုင်းတို့ကိုပြုပြင်ပေးနေတဲ့အတွက်ယေရှုတော်ချီးမွမ်းတတ်ဖို့အရေးကြီးတယ်နေ့တိုင်းမှာဖခင်သခင်ကျွန်တော်ကျမကိုရောရဲ့တဒံနဲ့တူလာတဲ့အထိပြုပြင်ပေးနေလို့ယေရှုတင်တယ်လို့သင်နေ့တိုင်းချီးမွမ်းတတ်ဖို့အရေးကြီးတယ်အာမင်သင်ရဲ့အားနည်းချက်တွေကိုကြည့်ပြီးတော့စိတ်သက်ကြနေရမယ်သူတွေမဟုတ်ဘူးအေးဘာဖြစ်လို့လူတွေကကိုယ့်ရဲ့အားနည်းချက်တွေပဲမြင်ပြီးစိတ်သက်ကြလဲဆိုရင်ချီးမွမ်းတဲ့ဒီတိုင်းမချီးမွမ်းကြလို့ပြန်ပြောမယ်လူတွေဘာဖြစ်လို့ကိုယ့်ရဲ့အားနည်းချက်တွေကိုโอเคသူများအားနည်းချက်ကိုမြင်တယ်သူများအားနည်းချက်ကိုအယမ်းမြင်တတ်တဲ့လူကမကြခင်မှာကိုယ့်အားနည်းချက်ကိုမြင်တော့မယ်သူများအားနည်းချက်ကိုမြင်တယ်နောက်ဆုံးကိုယ့်ကိုပြန်ကြည့်တော့လေကိုလည်းပဲမကောင်းသူများကိုအပြစ်တင်တာထက်ကိုယ်စိတ်ကကိုယ်ပြန်ပြစ်တင်တာကြောက်စရာရမ်းကောင်းတယ်သူများကိုအပြစ်တင်တာထက်ကိုယ့်ရဲ့စိတ်ကကိုယ်ပြန်အပြစ်တင်ရင်အဲ့ဒါ suicidal spirit ရဲ့အစပဲမင်းကဘာမှကောင်းတဲ့ကောင်မဟုတ်ဘူးလို့ကိုကနေကိုယ်ပြန်ပြစ်တင်တတ်နေရင်မကြခင်မှာသူကသူ့ကိုယ်သူတတ်သိချင်လားဒါကြောင့်ကိုဖြစ်ချင်းအမှန်ကိုမသိရင်သူများပြောတဲ့စကားကိုစိတ်ကကိုပြန်ပြောတဲ့စကားကိုပြန်နားထောင်တတ်တဲ့အကျင့်တွေဖြစ်သွားတယ်ဒါကြောင့်ကိုဖြစ်ချင်းအမှန်ကိုသိဖို့ရန်အတွက်ကတမန်တရားကိုသိဖို့အရန်ရည်ကြီးတယ်ဆရာပြန်ပြောမယ်အခုဆရာဒေးဗစ်လာကအမှုတော်ဆောင်တွေမြောက်များစွာကြည့်ရှုနေရတဲ့သူဖြစ်တဲ့အတွက်ကြောင့်ဟောပြောတာထက်ထိရောက်နဲ့ပို့ပြီးတော့မှ solid food ကိုကြွေးချင်တာပိုများလာတာဒါကြောင့်နားမလဲရင်ချက်ချင်းထမေးလို့ရတာမရှင်းရင်အချိန်ဒီအတော်တွင်းအချိန်လေးခဏမှာတင်မရပဲနဲ့ပြန်သွားရင်ဘာအကျိုးမှမရှိဘူးဆရာလည်းလာတာအကျိုးမရှိဘူးတင်တို့လည်းလာတာအကျိုးမရှိဘူးโอเคလာရင်အကျိုးရှိရမယ်ဘာပဲလုပ်အကျိုးရှိရမယ်ရလဲရစေချင်တယ်ဆရာဘာဖြစ်လို့ဆိုတော့ယုံကြည်သူတွေဟာထူးခြားတဲ့သူတွေဖြစ်ရတယ်မထူးခြားကြဘူးဖြစ်နေတာကြီးကမပြောဘူးဆရာနော်ဒါကြောင့်တခုခုနားမလည်ဘူးဆရာပြောတဲ့စကားနားမလည်ဘူးဆိုရင်မေးပိုင်ခွင့်ရှိတယ်တကယ်ရချင်တဲ့နှလုံးသားလည်းရှိဖို့လိုတယ်အတိညာတစ်ခုဖွံ့ဖြိုးတိုးတက်ရုံလောက်ပဲဖျောက်မကိုးကွယ်ပါနဲ့အဖြေတစ်ခုရတဲ့သူဖြစ်ရမှာဆိုဆရာတစ်ခုဆရာရှင်းပြ
ယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်ပြီးဆိုရင်ဒီလူကတော်ရုံတန်ရုံလူမဟုတ်အဲ့ဒါကိုတင်တို့မသိပေမဲ့ဝိညာဉ်လောကကြီးသိတယ်ဝိညာဉ်လောကကြီးသိတယ်ဘသူတွေကသိလဲဆိုတော့ဒီကောင်တွေသိတယ်ဒါကြောင့်တစ်ခုခုပြဿနာဖြစ်လာရင်အသင်းတော်မှာလူချင်းမရှင်းနဲ့ပို့ရှုပ်တယ်ဘယ်တော့မရှင်းအောင်ဆရာဒေးဗစ်လာဆိုရင်ဝေဖန်မှုတွေပိုများတယ်ဘာလို့ဝေဖန်မှုများလဲဆရာဒေးဗစ်လာဆိုလူတွေအယားစိတ်ဝင်စားတယ်သူများကိစ္စဆိုပြဿနာမရှိဘူးဒေးဗစ်လာဆိုရင်ဟိုလေးတကြောင်အများတန်းဖြစ်တယ်ဒါအများတန်းဖြစ်တယ်ဆိုတော့ဒါလည်းကောင်းပါလေပြဿနာမရှိပါဘူးဒါပေမဲ့ဆရာဘောနော်ဆရာပေးနာမှာရှိတဲ့သူတွေသူတို့တွေကမကျေနပ်တာတွေရှိတယ်ဖြည့်ရှင်းရှင်တဲ့သူတွေရှိတယ်ဆရာပြောဘာလို့မှာပြဿနာတစ်ခုဖြစ်လာရင်သင်ဝိညာဉ်နယ်ပယ်ကိုမကြည့်တတ်ပဲနဲ့ရုပ်လောကကိုပဲတွားကြည့်တတ်ရင်သင်ဝိညာဉ်ကအရာနုနယ်သေးတယ်ဖြစ်နေတဲ့အရာတွေအလုံးရုပ်လောကမှာဖြစ်နေတာမဟုတ်ဘူးဝိညာဉ်နယ်ပယ်မှာဖြစ်နေတာဝိညာဉ်လူမှန်ရင်ဝိညာဉ်နယ်ပယ်ကိုပဲကြည့်တတ်တာဘာကြောင့်လဲဆိုတော့ဒီရုပ်လောကကြီးကိုချုပ်ကင်ထားတာဝိညာဉ်လောကကြီးဒါကြောင့်တင်ရဒီထဲမှာဘောနော်ချုပ်လို့တင်ဝိညာဉ်နယ်ပယ်ကိုတကယ်မြင်တတ်သွားရင်ရုပ်လောကမှာအလုံးလုံးရတာအရမ်းလွယ်တယ်ဝိညာဉ်နယ်ပယ်ထဲမှာသင်အဖြစ်ရရင်ရုပ်လောကမှာတခုခုထားလို့သင်အောင်မြင်သွားโอเคဒါတော့ဒီမှာဒီတပတ်တာမှာဆရာသင်ပေးမယ့်အရာကရုပ်လောကကိုအာယုံစိုက်တဲ့သူမဖြစ်စေချင်မမြင်ရတဲ့ဝိညာဉ်လောကကိုမြင်အောင်ကြည့်တတ်ဖို့အရေးကြီးတယ်ဟယ်လိုlevel တစ်ဆင့်ကိုဒါသင်အုပ်ဆရာတွေမှာအမြဲတမ်းရှိတဲ့ယူပါယောပါလဲဆိုသူတို့ရဲ့အသင်းတော်ကို level တစ်ဆင့်တက်စေချင်တာ okay ဒီတပတ်မှာဆရာခုဒီ3ရက်ရှိတယ် Friday Saturday Sunday Monday မှာဆရာဂျပန်သွားမှာရောက်ချင်းမင်္ဂလာဆောင်ပေးရမှာဆရာဒေးဗစ်လာတရားဟောရတာသင်ကြားရတာအရန်လွယ်တယ်ဒီမင်္ဂလာဆောင်ရတာအရန်စိတ်ညစ်တယ်ဒီနေ့အထိမကျွမ်းကျင်ဘူးကြာပြီသင်အုပ်လုပ်ခဲ့တာလဲဒီမင်္ဂလာဆောင်တဲ့ကိစ္စဆရာဒေးဗစ်လာအတွက်က gift မပါလာဘူးအမြဲတမ်းမှားတယ်ဒီစာအုပ်ဖတ်နေနဲ့မောင်ဘသူနာမည်ပါရှောက်မှားတယ်ဒါနောက်ပိုင်းဆရာဒေးဗစ်လာအောက်မှာရှိတဲ့အမှုတော်ဆောင်တွေပဲ train တော့မင်္ဂလာဆောင်ခိုင်းတော့မယ်ဒါပေမဲ့အဖွဲဒီမြန်မာပြည်မှာလည်းရှိတဲ့လူတွေကဆရာဇွဲရှိတယ်ကွာအဲ့ဒါမကောင်းဆရာနဲ့ပဲမင်္ဂလာဆောင်ခြင်းတယ်ဆရာနဲ့ပဲနှစ်ချင်းခံခြင်းတယ်ဆရာနဲ့ပဲဘာလည်းမသိဘူးအရေးကြီးတာသူတို့နှစ်ယောက်ညားသွားပုံမဟုတ်ဘူးလားဘာလည်းမသိအဲ့ဒါသွားပေးအောင်မဗလိုင်းဒီတပတ်မှာဆရာဒေးဗစ်လာသင်ကြားပေးမယ့်အရာကဝိညာဉ်နယ်ပယ်ကိုမြင်တတ်ခြင်း Are you ready? Yes. Good. သင်သားသမီးတွေကိုသင်ဝိညာဉ်နယ်ပယ်ကိုမမြင်တတ်ပဲနဲ့သင်သွားပြီးတော့မှဂိုင်တွယ်လို့မရအောင်သင်ကိုပြန်ဆဲလိမ့်မယ်မကြခင်
ဆဲတယ်ဆိုတော့ဒီလိုမျိုးရိုင်းဆိုင်ဆဲတာတော့မဟုတ်ဘူးတင်းစကားနားမထောင်တော့ဘူးလေတင်းဘာပြောအလကားပဲဘာလို့တင်းတို့မြင်တွေ့နေရတဲ့ဒီရုပ်လောကကိုသွားပြီးတော့မှမြင်တွေ့တဲ့အတိုင်းရှောက်တော့လုံးမရဝိညာဉ်လောကရှိတယ်တကယ်ရှိတယ်ဝိညာဉ်လောကဒါအဖအော်ရစာခန်းကြီးတစ်ကိုမသွားခင်လေးမှာတောက်ကြည့်အောင်ငါတို့ဒီအသွေးသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်တဲ့တခုဖြစ်လာရင်တို့ပြဿနာဖြစ်လာပြီဆိုတော့တို့ကပါလဲဖုန်းကင်ပြီးတော့ငါ့ဘာပြောရလဲနင်းလို့ပြောတာလားဖြည့်ရှင်းခြင်းတယ်အဲ့လိုမျိုးမှမရဘူးဆိုရင်ဘာဖြစ်လဲဟမ်ကိုယ့်ရဲ့မကျေနပ်ချက်ကို Facebook မှာပဲဖြစ်ဖြစ်တင်ပြီးတော့မှ share လုပ်ကြအဲ့ဒါခိတ္တခဏအတွက်တော့ okay ပဲမယ်ကိုပြဿနာကိုဖြေရှင်းတဲ့နေရာမှားတယ်ပြဿနာတစ်ခုဖြစ်လာရင်ဖះတင်ထားပေးတာတစ်ခုပဲရှိတယ်ကို့အမှုရာအားလုံးကိုထပ်ဖြတ်နိုင်ကိုတော်ကိုကိုးစားတို့ပြုလင်စီရင်မယ်တဲ့ဟုတ်လဲကိုယ့်ရဲ့ကိစ္စအဝဝကိုလူတွေသိဖို့မလို့အရင်ဆုံးသိရမှာဖះအဲ့ဒါဖះကိုဥထိတ်ထားတတ်ခြင်းကိုယ့်ဘာသာကိုဖြည့်ရှင်းတာကဖះကိုမထီလေးစားလုပ်ခြင်းဘယ်ပြဿနာပဲဖြစ်ဖြစ်တစ်ခုဖြစ်လာရင်ဖုန်းကောက်ကင်ပြီးတော့တယောက်နဲ့တယောက်အသင်းတော်ထဲမှာဖြည့်ရှင်းတာမျိုးမလုပ်ရအောင်အဲ့ဒါဝิญဉ်ရေးရမဆန်တော့ကြောင်းသင်ဟာကဲတင်ချင်းတော့ရတယ်ဒါမဲ့အမွေမရဘူးမှတ်ထားပြီပါဟယ်လိုဆရာဖြည်းဖြည်းပဲပြောမယ်ကဲတင်ချင်းရပြီးအမွေမရတာတော့ဖះမကြိုက်ဘူးရစေချင်တယ်နော်ကဲတင်ချင်းရပြီးတော့အမွေမရဘူးဆိုရင်ဖះစိတ်မပြောဘူးဘာတော့ရလဲဘာမရဘူးလဲယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တဲ့သူတွေအလုံးဖခင်သားသမီးဖြစ်ခွင့်ရတယ်။ယောမ8:9မှာဖခင်သားသမီးဖြစ်ရင်ဘာဖြစ်တယ်လို့ပြောလဲ။သားဖြစ်ရင်အမွေခံအလုံးပြောသားဖြစ်ရင်အမွေခံဖခင်သားသမီးဖြစ်ရင်အမွေခံဖြစ်တယ်။ဖခင်ရဲ့အမွေခံဖြစ်သွားပြီဆိုရင်သင်ရဲ့အတ္တထဲမှာကြွယ်ဝခြင်းရှိတယ်ရုပ်လောကမှာလည်းကြွယ်ဝတယ်ဝိညာဉ်လောကမှာလည်းကြွယ်ဝတယ်တချို့လည်းပြောတယ်ဒါဝိညာဉ်ရေးရနဲ့ပဲဆိုင်တာမဟုတ်ဘူးလားဆရာသင်ဝိညာဉ်ရေးရမှာကြွယ်ဝရင်ရုပ်လောကရှံထွက်နေတယ်သင်မမေ့နဲ့ဒါဆိုရင်သင်ရုပ်လောကမှာမရှံထွက်ဘူးဆိုတာဝိညာဉ်လောကမှာသင်ဆင်းရဲနေလို့ဟယ်လိုဝိညာဉ်ရေးရမှာအရာမဲ့ဝိညာဉ်ရေးရမှာအရာဝိညာဉ်ရေးရမှာသင်ဟာရင့်ကျက်လာပြီဝိညာဉ်ရေးရမှာသင်ဝိညာဉ်သဘောဖြစ်လာပြီဝိညာဉ်ရေးရမှာဝိညာဉ်အမြင်တွေရှိလာပြီဝိညာဉ်ရေးရမှာကြီးထွားလာပြီဆိုရင်ဒီတိုင်းပဲမနေဘူးရုပ်လောကကောင်းကြီးရပါနောက်ကနေလိုက်ကိုလိုက်လာတယ်အာမင်ဖခင်ကဝိညာဉ်လောကပဲစိတ်ဝင်စားတယ်ဖခင်မဟုတ်ဝိညာဉ်လောကနဲ့အတူရုပ်လောကမှာပါသင်ကိုဖခင်ကကြွယ်ဝစေခြင်းတယ်ဖခင်ဒါကြောင့်ကျမ်းစာဘာပြောလဲဆရာဒေးဗစ်လာပြောလိုက်ရင်ကြွယ်ဝခြင်းအကြောင်းပဲပြောတယ်ဟုတ်တယ်ဖခင်ကတို့ဆရာအရင်ရင်းနှီးတဲ့ဖခင်ကငမွဲမဟုတ်ဘူးဒီဖခင်ကြီးကရှယ်ကြွယ်ဝတဲ့ဖခင်ကြီးဒါမဲ့အဲ့ဒီဖခင်ကိုအဖလို့ခေါ်တဲ့အဖွဲ့တွေဆင်းရဲနေတာဘာနဲ့တော့ညှိနေဆိုတော့ဝิญဉ်ရေးရမှာသူတို့ကြက်မပြည့်ဘူးဖြစ်နေလို့ sorry no
ဒါဖယားသခင်ကဝိညာဉ်ရေးရမှာအရင်ဆုံးပြည့်စေခြင်းနဲ့ဖယားဒါအလုံးလိုက်ဆိုတော့နိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းကိုရှေးဥစွာရှာကြလောနောက်မှထိုးရပါလေအဲ့ဒါထိုးရဆိုပါလေဒီလောကရတယ်နိုင်ငံတော်ဖြောက်မှတ်ခြင်းဆိုပါလေဝိညာဉ်ရေးဘာအရာနိုင်ငံတော်ဖြောက်မှတ်ခြင်းဆိုဘာအရာလဲဝိညာဉ်ရေးရမှာထိုးရဆိုပါလေနောက်မှထိုးရဆိုပါလေလောကရာမင်းဝိညာဉ်ရေးကိုအရင်ဆုံးမင်းပြီးပြောင်းမင်းလုပ်လိုက်ဝိညာဉ်ရေးရမှာငါမင်းအတွက်ပြင်ဆင်ထားတဲ့အရာမင်းမြင်အောင်လုပ်တတ်ရင်မြင်သွားပြီဆိုရင်မင်းနှုတ်ကနေဝန်ခံကြွေးကြော်လိုက်တဲ့ရုပ်လောကမှာအကုန်ပေါ်လာလိမ့်မယ်ဟယ်လိုအဲ့ဒါတင်နားလဲစေခြင်းနဲ့ခဏလေးကျွန်တော်နားဥနေတာโอเคပွင့်သွားပြီရပြီလေရင်စင်းအဲ့တိုင်းကျွန်တော်နားဥနေဘာမှမကြားရဘူးဖြစ်ကိုယ်တန်ကိုပြန်မကြားပဲတရားဟောတာမပြောဘူးလေအခုโอเคသွားပြီโอเคစရပြန်တေချာကြည့်ဆရာပြောပြမယ်ဝိညာဉ်ရေးရာမှာတင်ကြွယ်ဝရင်ရုပ်လောကမှာဆင်းရဲစရာအကြောင်းမရှိဘူးအာမင်ဒါ online ရှိလားမသိဘူး online ရှင်နော်ဘာနဲ့သွားလဲ Facebook နဲ့သွားလဲနာမည် YouTube မှာလည်းရှိတယ် Full Gospel Worship Center နော် Full Gospel Worship Center နည်းနည်းကျွန်တော်အမေရရှာနေတယ်ဒီလားသူမကြည့်ရရင်ကျွန်တော်တရားဟောပြီးသူစိတ်ဆိုးတယ်ဒါကြောင့်တရားပို့ပြီးအောင်တမေးရနော်ဆရာဒေးဗစ်လာမှားပို့လို့အခုမှတတိယလို့တကယ်ဘာလုံးမှကြောက်ဆရာဆိုလို့အမေတယောက်ပဲရှိတယ် Full Gospel Worship Center တဲ့ Full Gospel Worship Center တမေးအမေဖုန်းအမေဟာရှိလားအမေအကောင့်ရှိလားโอเคပို့ပြီနော်သူဆိုတယ်သူဆိုဟိုနေ့ရတော့မှအသက်လူလိုက်ရတယ်အမေမလေးမှာရေးလေတရားဟောနာဟိုမှာနှလုံးရက်သွားတာလုံးရက်သွားရေးလေပြန်တောင်းတယ်လေဘာဆိုဆူတောင်းထားတယ်အမေအဲ့ဒီအသက်ပြည့်နေရမယ်အသက်ပြည့်မပြည့်ပဲနဲ့မသေးရအောင်ဆိုတော့ဆူတောင်းတယ်ကျေးဇူးတော်ပဲအသက်ပြန်ဝင်တယ်ဆိုတော့အခုကြမ်းပါတယ်ရတော့อีกနော်သမီးနော်โอเคတော့မှားပို့တာ focus ပဲ assembly ဆိုတော့ပို့တာအဲ့တော့ on နေပြီအော်နေမတွေ့ရဘူးလေဘာမှားပို့တာပဲလာအခုတော့ရပါပြီကျင်းသေးတယ်โอเคမကြည့်ဝိညာဉ်လောကမှာတင်ဒီဖယားသခင်ဖော်ပြတဲ့အရာကိုမြင်နိုင်ရင်ပြုလောကတင်နှုတ်ကနေအဲ့လိုဝန်ခံတာနဲ့ရောက်တယ်ဆရာဘာတွေရှောက်ပြောနေလဲမပြောကြည့်ချကြည့်ကပ္ပဦးကျန်ခိုင်း22ကိုသွား22အငယ်9လောက်နဲ့စကြည့်အောင်โอเคအားလုံးသိတဲ့အတိုင်းပဲအာဗြဟံနော်အာဗြဟံကိုဖခင်ပြောတယ်မင်းရဲ့တူဒီသောသားကိုငါ့ကိုပူဇော်တဲ့ခင်ဗျာဆိုစဉ်းစားကြည့်တင်ဘဝမှာတင်မဖြစ်ချင်တဲ့အရာတွေဖြစ်လာပြီဆိုရင်အဲ့ဒါပြဿနာလို့တင်ထင်တတ်တယ်မဟုတ်ဘူးလားပြောဟုတ်လားတင်မဖြစ်ချင်တဲ့အရာတွေတင်ဘဝမှာဖြစ်လာပြီဆိုရင်အဲ့ဒါကိုတင်ဘာလို့တတ်မှတ်လိုက်လဲပြဿနာတကယ်တော့မဖြစ်ချင်တာတွေတင်ဖြစ်လာပြီဆိုရင်မမြင်နိုင်တဲ့အရာကိုဖျားဖော်ပြခြင်းလို့မရမှာဆိုလို့ပြန်ပြောမယ်နော်ဟိုဝိညာဉ်ကြီးကရင်းချက်ကြပါတယ်ဒါပေမဲ့လွတ်သွားမှာဆိုလို့ပြန်ပြောဝိညာဉ်ကြီးကဟိုအားနေလို့ထက်ကပြောနေမထင်ပါနဲ့ဝိညာဉ်ကြီးကရင်းချက်ကြပါတယ်
ပတ်ကအဖွဲ့တွေကဒါမဲ့ရသေးချင်တော့တင်ဘဝမှာမဖြစ်ချင်တာတွေမကြုံချင်တာတွေတင်ကြုံလာပြီဆိုရင်ဖခင်ကတင်မမြင်နိုင်တဲ့အရာတွေကိုမြင်စေဖို့ဖြစ်စေတဲ့အရာပဲဖြစ်တယ်โอเคအဲ့ဒါကိုဘာလုပ်ရမလဲဒါဆိုတင်မဖြစ်ချင်တာတင်ဘဝမှာဖြစ်လာပြီဆိုရင်တင်ဘာလုပ်ရမလဲမမြင်နိုင်တဲ့အရာကိုမြင်နိုင်ပါမည်အကြောင်းဆုတောင်းရတော့တယ်ရလားမရရင်ချက်ချင်းပြန်ပြောပါနော်ဆရာတစ်ချက်ချင်းစီပဲသွားခြင်းတယ်အခုနောက်ပိုင်းနေမှာဆရာဟောမဲ့ဟာတွေကလူတွေတိတ်နားလေဖို့တော်တော်ခက်လိမ့်မယ်ဘာကြောင့်ဆိုတော့ဖယားတော်တော်ဖွင့်ပြတယ်တောင်းနောက်ပိုင်းပမာလို့မဟောတော့အင်္ဂလိပ်လိုပဲဟောတော့ထူးဆန်းတာလေအင်္ဂလိပ်ကလွယ်တယ်ဗမာခတ်တယ်အင်္ဂလိပ်တစ်လုံးကဗမာ10လုံးရှင်းရတာတကယ်ဟိုမြန်မာအင်္ဂလိပ်လိုပြောလိုက်ရှင်းရှင်းလေးလေမြန်မာလိုရှုပ်ပြီကဲတင်ချင်းရတဲ့အဖွဲ့နဲ့ရောက်တဲ့အဖွဲ့ဒါမဲ့အင်္ဂလိပ်မှာကျတော့ they are saved ပြီးသွားပြီရောက်တယ်လည်းပြောရလည်းပြော they are saved ပြီးသွားပြီမြန်မာမှာအခုဒီရန်ဖြစ်နေတော့ရောက်တဲ့ဖွဲ့နဲ့ရတဲ့ဖွဲ့နဲ့ကဲတင်ချင်းရောက်တဲ့ဖွဲ့ကဲတင်ချင်းရတဲ့ဖွဲ့အမဇလန်နေရှုပ်နေအင်္ဂလိပ်မှာကျတော့ they are saved the name of the Lord is a strong tower righteous run into it they are saved that's it ကဲတင်ချင်းရောက်တယ်လည်းမပြောရတယ်လည်းမပြောအမှန်နှစ်ဖွဲ့ကွဲဝမရတရားအဖွဲ့ကနောက်တစ်ဖွဲ့တက်ဖြစ်အဲ့နဲ့ရှုပ်ချက်တဲ့အခါကျေးဇူးတော်ပဲ2026မှာဆရာဒေးဗလာမြန်မာအစီအစဉ်ထက်အင်္ဂလိပ်တရားဟောပွဲတွေဖိတ်ခေါ်တာပုံများတာ2026 January လမှာပဲပထမဆုံးဟောရမယ်တရားဟောပွဲကတော့ South Africa ဒုတိယအကြီးဆုံးဖျားเจ้าမှာဟောရမှာဖြစ်တယ်Prophet Leon စာသူရဲ့ဖိတ်ကြားမှုနဲ့သွားမယ်ပြီးတော့မှ Uganda သွားရမယ်ပြီးတော့မှ Ghana သွားမယ်ပြီးတော့မှ South America Mexico City မှာသွားတရားဟောရမယ်ဒီ South Africa ဘက်မှာအများကြီးပဲဆရာလည်းအမြဲတမ်း commitment ထားပြီးတော့စက္ကပ်ပေးတဲ့သမီးJasmine တို့ညီမနှစ်ယောက်ပေါ်ဖြတ်ခင်တာပြီးချီမြောက်ကောင်းချီးပေးပါစေJasmine တို့မိခင်မချွန်းလို့ပဲခေါ်တယ်သူ့နာမည်အရင်ကဘယ်လိုလဲဆရာလက်ဒီနေ့ဒီမသိဘူးမချွန်းမဲလား Jasmine တို့အမေကဆရာအခုဆိုလေဒီ Australia လာတယ်စင်ကာပူသွားတယ်ဘေးအခုဆိုစင်ကာပူ Australia သွားတဲ့နေရာတိုင်းမှာလေဆရာဟိုတယ်သူတို့မပေးခိုင်းဘူးသူတို့ပဲပေးတယ်သူတို့ပဲပေးတယ်ဆရာဟိုတလာတော့ဘယ်လာတော့လဲဩဂတ်လာတော့လဲဆရာမဲလ်ဘန်မှာဟို Prophet Leon တို့အစီအစဉ်မှာဆရာလာတရားဟောတယ်အဲ့ဒါတော့အင်္ဂလိပ်အစီအစဉ်ပေါ့အဲ့ဒါလည်းသူတို့ပေးတယ်အခုလက်ဒီမှာ Pan Pacific မှာဆရာနေတယ်သူတို့ပဲပေးတယ်စင်ကာပူသွားတော့လဲသူတို့ပဲပေးတယ်ဆရာလုံးဝမပေးခိုင်းဘူးအခုလဲJasmine ရဲ့မိခင်ကြီးဆိုရင်ဆရာကျောင်းမှာလာတက်ပြီးတော့သူ revelation ဘယ်လိုရသွားလဲတော့မသိဘူးသူအခုစင်ကာပူမှာဆိုင်ဖွင့်မယ်အစင်မှာမကြခင်ဖွင့်မယ်နော်ဘယ်လားလောက်မှလည်းမသိဖွင့်ဖြစ်မယ်အဲ့ဒီဆိုင်ကအဲ့ဒါသူကတက်ဖွင့်တဲ့အရည်ရွယ်ချက်ကိုအဲ့ဒီဆိုင်စင်ကာပူရဲ့ Peninsula Plaza နားမှာပဲနော်ဖွင့်တဲ့ဆိုင်ကအဲ့ဒါကအမှုတော်အတွက်ပဲပြီးတော့မှသူ့ရဲ့ဝိညာဉ်ဖခင်အတွက်ဆိုတော့မှသူကပေးတယ်အခုလည်းရှုပ်နေရှိတယ်ဝိညာဉ်ဖခင်လိုအပ်လားမလိုအပ်ဘူးလားဆိုတော့တကယ်တော့လေကျန်းစာမဖတ်လို့ရှုပ်နေတာကျန်းစာမဖတ်လို့ရှုပ်နေတာ
လိုအပ်တဲ့သူနဲ့မလိုအပ်တဲ့သူနဲ့တချို့ကလည်းမတဲကိုကင်ထားပြီးတော့ဟလာမတဲထဲမှာပြောရရနဲ့ဟလာဖျားတပါးတဲ့ပဲအဖေလို့ခေါ်တင်တယ်ကောင်းကင်ဘုရှင်အဖပဲဒီလောကမှာရှိတဲ့တယောက်မှအဖေလို့မခေါ်တင်ဒါဆိုကိုယ်မွေးတဲ့အဖေလည်းတယောက်မှအဖေလို့မခေါ်တော့နဲ့ဟဲကောင်ဂျွန်လို့ပဲခေါ်တော့လားမဟုတ်အဲ့ဒီချိန်တုန်းကယေရှုကဒီလောကမှာဘယ်သူမှအဖလို့မခေါ်တင်ဘူးလို့ပြောတဲ့အကြောင်းအရာကအဲ့ဒီတုန်းကရှိတဲ့ဘာသာရေးခေါင်းဆောင်တွေကိုအဖေမခေါ်ခိုင်းတာဘာလို့အဲ့ဒီတုန်းကပါရီရှဲတွေကသူတို့အဖေခေါ်မှကြိုက်တာဆိုတော့ဘယ်လိုလူကတိရောထဲမှာပြန်ဖော်ပြထားတာကအဆင့်3ဆင့်ရှိတယ်ကလေးသူငယ်အဆင့်နဲ့လူပြိုအဆင့်နဲ့အဖအဆင့်နဲ့ဟုတ်ပြီနော်အဖအဆင့်လို့ပြောရင်ဘာရှိသွားလို့လဲကျေးဇူးတင်တယ်ကလေးရှိလို့ပေါ့ကလေးရှိဆင့်ဝိညာဉ်ရေးရမှာ3ဆင့်ရှိတယ်လေသူငယ်အဆင့်လူပြိုအဆင့်အဖအဆင့်ဆိုတာမရှိလားတိရောမှာလေကျမ်းစာရန်ဖတ်တဲ့ဖွဲ့တယ်ဆိုတိရောမှာရှိဆိုယေရှုပြောနေတဲ့ဘယ်သူမှဖေလို့မခေါ်သင့်ဘူးဆိုတာဘာကိုပြောနာလဲကိုဘာမှဝိညာဉ်ရေးရမှာဖျားနဲ့မဥဆောင်နိုင်တဲ့သူအဖေလို့သွားခေါ်စရာဘာအကြောင်းမှမရှိဘူးဒါပေမဲ့လောကမှာအဖေလို့ဖျားဘာလို့ထားရလဲဘာလို့လောကမှာအဖေထားရလားလဲအဖေဖြစ်ပြီးတော့မှကိုသားသမီးတွေကိုကောင်းကင်ဘုံရှင်အဖနဲ့မမိတ်ဆက်ပေးနိုင်ရင်အဲ့ဒီအဖေကတာဝန်မကျေတဲ့အဖေတော့ပေါ်လာမလို့တင်တို့အခုအဖေဖြစ်ပြီဆိုပါစို့မင်္ဂလာဒါတော့လူပြိုလေးဆိုမပြော sorry နော်ဒီဘက်ကိုပဲပြန်ကြည့်ရအောင်ဟိုလက်ညှိုးသွားထိုးတာမှားနေဟိုပဲဆိုဒီဘက်ပြန်လဲနေတယ်ဒီကအဖေတွေဖြစ်အဖေတော်မှရိုးတာအဖေကြီးတွေဖြစ်နေပြီဆိုအဖေကြီးတွေဖြစ်နေပြီဆိုတဲ့အခါမှာကိုသားသမီးတွေကိုဆရာရဲ့သားဆိုရင် very simple ဆရာအခုလက်ရှိဆရာသားပဲပြောမယ်ဆရာသားမှုတော့စောင့်နေတယ်ကျေးဇူးတော်ပဲအခုအမေရိကတပတ်ပတ်ပြီးတော့သူပြန်လာတယ်အမေရိကလူငယ်တွေသူ့အရန်တောင်းဆိုတယ်အခုအမေရိကပြန်ပို့ပေးပါဆရာဘယ်တော့မှမင်းတမနေပါညာဘယ်တော့မှပြောဆရာသူပြန်လာတဲ့အချိန်မှာဆရာအတွက်တော့ဘာမဟုတ်ပဲမဲ့သူ့အတွက်တော့အများကြီးပေါ့လေဒေါ်လာ1000လာပေးတယ်ဇာတိအဖေဆိုတာတဲ့သူရဲ့ spiritual father တို့သူလာပေးတယ်ဆိုတော့သူ့ကိုအမှုတော်ဆောင်ဖြစ်လာတဲ့အထိဆွဲခေါ်ပေးခဲ့တဲ့ဒီအဖေကလောကအဖေပဲတဲ့လောကအဖေဒါပေမဲ့လောကအဖေပဲမဲ့မွေးဖွားယုံပဲဆိုရင်လောကအဖေပဲဝိညာဉ်ရေးရာဖျားနဲ့ပြန်မိတ်ဆက်ပေးနိုင်ရင်အဲ့ဒါဝိညာဉ်ရေးရာမှာအဖအဆင့်လို့ခေါ်တာတောင်ကျမ်းစာမှာအဆင့်3ဆင့်ရှိတယ်ခင်ဗျာသူငယ်အဆင့်လူပြိုအဆင့်အဖအဆင့်အဖအဆင့်ဖြစ်သွားတာဘာဖြစ်လို့လဲတဲ့အဖအဆင့်ဖြစ်သွားလူတွေအားလုံးကတီကြည်သောအသီးကိုတီးတဲ့အသက်တာဖြစ်စေရင်အဖအဆင့်ဖြစ်တယ်အဖအဆင့်ဆိုတာနားလည်ခြင်းရင်ယောဟန်ခန်းကြီး15အငယ်16မှာသင်တို့ကငါ့ကိုရွေးကောက်ကြသည်မဟုတ်ငါသည်သင်တို့ကိုရွေးကောက်သဖြင့်သင်တို့သည်တွား၍တီကြည်သောအသီးကိုတီးမိအကြောင်းနှင့်ငါနာမကိုအမိပြု၍ခမည်းတော်မှာတောင်းသမျှသောဆုတို့ကိုရမည်အကြောင်းသင်တို့ငါခံတာဒါကြောင့်သင်တို့ဒီငါ့ကိုရွေးကောက်ငါဒီသင်တို့ရွေးကောက်သင်တို့တွားရတီကြည်သောအသီးတဲ့
ဆရာအပြင်လူတယောက်ပြောင်းလဲတယ်အဲ့ဒါအတီးတီးတယ်အဲ့ဒီအတီးကအမှုတော်ဆောင်ဖြစ်ပြီးတော့မှသူ့အပြင်လူတွေအများကြီးပြန်ပြောင်းလဲနေပြီဆိုရင်အဲ့ဒါတည်ကြည်သောအတီးဖြစ်သွားပြီဆရာဒီယိုမလာခင်မှာမလေးရှားကိုဆရာသွားတယ်မလေးရှားမှာသွားတာမလေးရှားဘာ conference လဲအော် acceleration conference ကိုဆရာသွားတာအဲ့ဒါလဲမလေးရှားနေစီစဉ်တဲ့ပွဲဆရာနှုတ်ကနေကျေးဇူးတော်ပဲအရန်တကူပါတယ်ဆရာဆက်ဆက်နောက်ရှောက်ပြောလို့မရတော့ဆိုတော့သဘောပေါက်သွားတယ်ခုဆရာဟုတ်တော့ပြောမလားနောက်ပိုင်းမြန်မာလိုနာအင်္ဂလိပ်ဗာလဲမြန်မာလိုနားထောင်ချင်တော့မှနားထောင်လို့ရတော့မှမဟုတ်ဘူးဆရာအင်္ဂလိပ်လိုပဲခေါ်တော့ဆရာပြောအခုမလေးရှားရောက်တော့တကယ်ဖြစ်နေတာအောက်ကဖွဲ့တွေကစိတ်မကောင်းလေဒါပေမဲ့ဟိုမှာလဲမလေးရှားနေရှိနော်ဆရာဘယ်လိုဟောရမှာလဲဟိုတခါတော့လဲဂျပန်မှာလုပ်တဲ့ပွဲမှာ Can I preach in Burmese ဆိုတော့အောက်ကဖိလစ်ပင်းတွေတရုတ်တွေဂျပန်တွေက no ဆိုတော့ English လိုပဲဟောရတယ်စိတ်ထဲမကောင်းဆရာရှောက်ပြောတာလေဟိုတော့မြန်မာလိုနောက်ပိုင်းဟောတော့မှမဟုတ်ဘူးနော်ရှောက်ပြောတာအခုတကယ်ဖြစ်လာ Acceleration Conference မှာဆရာဟောမဟောခင်တရက်မှာဆရာရဲ့ဝိညာဉ်ရေးရာအတ္တတာမှာ तू ဟိုတော့အယက်သမားကွယ်အယက်သမားအနေပြီးတော့မှဆရာတရားဟောချက်တွေကြားပြီးတော့မှ तू ကအယက်ဘဝလွတ်မြောက်သွားပြီးတော့ तू ကဘုရားမှုတော်ဆောင်ဖြစ်လာမှုတော်ဆောင်ဖြစ်လာတာမကဘူး तू ကသူ့အပြင်လူတွေအများကြီးပြောင်းလဲပြီးတော့ तू ကသူ့အပြင်အမှုတော်ဆောင်တွေပါပြန်ဖြစ်လာတယ်ဆိုပြန်ဖြစ်လာတော့ तू ကအမှုတော်ဆောင်ဖြစ်နေပြီလေကွယ်အမှုတော်ဆောင်ဖြစ်တာမှ तू ကသူ့နောက်ပြန်လိုက်တဲ့သူတွေအများကြီးတောင်ရှိနေပြီသူ့ရဲ့ဝိညာဉ်သားသမီးတွေပေါ့ကွယ်အများကြီးရှိနေပြီရှိတော့ तू ကဆရာကိုလိုက်ရှာတယ် तू ကသူ့ရဲ့ဝိညာဉ်ဖခင် तू ပြန်လိုက်ရှာတယ်ဒါနဲ့ဘာဖြစ်လို့လိုက်ရှာတာလဲဆရာ restaurant တစ်ခုမှာခေါ်တော့သူနဲ့စကားပြောဘာဖြစ်လို့အဲ့ချိန်လည်းသိတဲ့အတိုင်းပဲဟိုမှာဘာဝိညာဉ်ဖခင်ဘလို့ဘာညာဖြစ်နေတဲ့အချိန်မှာဆိုတော့နင်ကဘာလို့သူများမလို့တဲ့ချိန်မှာနင်ကဘာလို့လိုတာလဲဘာလို့ဆရာကိုလိုက်ရှာလဲပြောတဲ့အခါမှာသူပြောစကားရန်ကောင်းတယ်ကျွန်တော်ဝိညာဉ်ဖခင်နေရာရောက်လာတဲ့ခါကြတော့မှပဲဝိညာဉ်ဖခင်လိုမှန်းသိတာတဲ့မလိုဘူးလို့ပြောတဲ့အဖွဲကအဖမရောက်သေးလို့အဖအဆင့်ကိုရောက်သွားတဲ့လူကမကြည့်တင်တို့အဖေမေရဲ့တန်ဖိုးနားလဲခြင်းတင်တို့အဖေမေဖြစ်လာမှတင်တို့အဖေမေရဲ့တန်ဖိုးနားလဲတယ်တင်တို့ကိုသားသမီးတွေအရာဆိုးတာမြင်အော်ငါလည်းငါအဖေမေအဲ့လိုဆိုးခဲ့တာပဲပြန်မြင်တယ်လေအဲ့နဲ့တော့ဘာပြောဆိုမလည်းမအောင်မြင်နေတာပဲလေကွယ်နော်နေဟာနဲ့အောင်မြင်တာမဟုတ်ဘူးတဲ့ဆရာတဲ့ကျွန်တော်ဝိညာဉ်ဖခင်ဖြစ်လာတဲ့အခါကျတော့မှကျွန်တော်ဝိညာဉ်ဖခင်မရှိလို့မရဘူးဆိုတော့ကျွန်တော်ဘုသဘောပေါက်လာတယ်ဘာလို့တခါတလေမှာကျွန်တော်ရဲ့သားသမီးတွေကျွန်တော်ဘလို့တွင်တင်ရမှာမသိတော့တဲ့ချိန်ရှိတယ်အဲ့ဒီအချိန်ညရင်ကျွန်တော် look up ပြန်လုပ်ရမယ်လူမရှိရင်ကျွန်တော်အမားကြီးတွေတင်တော့မှာကျွန်တော်ကြောက်တယ်ဆရာကျွန်တော်သားဖြစ်လက်ခံပေးပါဆရာအဲ့ဒါသူတင်းတော်နဲ့သူအောင်မြင်တဲ့သူသူဝိညာဉ်သားသမီးနဲ့သူအောင်မြင်တဲ့သူပဲဒါကြောင့်ဘယ်သူမှစိတ်မဆိုးပါနဲ့လူတွေဟာသူတို့အရွယ်တစ်ခုမရောက်သေးလို့ပြောတဲ့စကားတွေကမှားနေသေးတာပါအချိန်တစ်ခုရောက်လာရင်စကားလုံးတွေပြောင်းသွားလိမ့်မယ်ဒါကြောင့်လူတစ်ယောက်ကသင်ကိုမကြည်မနှက်တွေပြောနေရင်သင်စိတ်ဆိုးရမှာမဟုတ်ဘူးယဉ်ကျေးအောင်ဆူတောင်းပေးရတာအဲ့ဒါမှတ်ထားပါဘာဆိုရင်သင်တို့ဟာအသွေးသားရှိသောလူတွေနဲ့စိုက်ပြိုင်တိုက်လှန်နေရတာမဟုတ်ဘူးအထုံမြတ်အာနာဇတ်အစိုးရချင်းမှစ၍ဘာဖြစ်လဲဒီမူကောင်းကင်မှာအစိုးတရားပြုနေတဲ့မင်းတွေနဲ့စိုက်ပြိုင်တိုက်လှန်နေရတာဖြစ်သောကြောင့်တခုခုဖြစ်လာရင်ဒီမျက်လုံးနဲ့မဆုံးဖြတ်နဲ့ဒီနားနဲ့မဆုံးဖြတ်ရဘူးဝိညာဉ်နယ်ပယ်ထဲမှာဖျားဖော်ပြတဲ့အရာကိုမြင်တတ်အောင်
တင်ယူရတယ်အာမင်အဲ့လိုတင်ယူသွားနိုင်တဲ့ level ရောက်သွားပြီဆိုရင်သင်မှတ်ထားတော့သင်နှုတ်ကနေပြောတဲ့အတိုင်းဖြစ်ရတဲ့အခွင့်ကိုဘုရားအကုန်ပြင်ဆင်ပေးတယ်ဘုရားခင်နာမပုံကြည်ပါစေโอเคအာဗြဟံရဲ့အသက်တာကိုကြည့်တဲ့အခါမှာကဘာဦးကျမ်းအခန်းကြီး22အငယ်9လောက်ကနေစကြည့်အောင်ကဘာဦးကျမ်းခန်းကြီး22အငယ်9လောက်မှာကြည့်တဲ့အခါမှာဘာတွေ့ရဆိုတော့တောင်ပေါ်တက်သွားတဲ့အခါမှာအလားသူ့ရဲ့ဖျားသခင်အာဗြဟံပြောတယ်မင်းရဲ့တူတော်တောင်ငါ့ကိုပူဇော်လို့ပြောတယ်ပူဇော်လို့ပြောတဲ့အခါမှာစဉ်းစားကြည့်သူပဲပေးတယ်သူပဲပြန်တောင်းတယ်အတိတ်ပဲမရှိဘူးလို့ဖျားကိုသွားပြောပိုင်ခွင့်မရှိဘူး Come on တခါလေမှာတို့ဝိညာဉ်ရေးရာမှာမမြင်တတ်ရင်ဘာဖြစ်လဲဆိုတော့ဖျားကိုအမြင်မှားတတ်တယ်ဘယ်တော့မှဖျားကိုအမြင်မမှားပါနဲ့ please တိတ်ကောင်းမြတ်တဲ့ဖျားကိုဘယ်တော့မှအမြင်မမှားပါနဲ့ please အမြင်မှားပြီဆိုရင်သင်ဟာအင်မတန်မှနုဝိညာဉ်ရမှာနုနယ်နေလို့ပဲဖြစ်လိမ့်မယ်ဖျားဘက်ကဘယ်တော့မှမမှားဘူးသင်မဖြစ်ချင်တဲ့အရာတွေသင်ကိုပေးတွေ့တယ်ဆိုတာသင်မရောက်နိုင်တဲ့ level ရောက်ဖို့ရန်အတွက်တွန်းတင်ပေးတဲ့အရာတွေပဲဖြစ်တယ်အာမင်အာမင်အာဗြဟံမင်းရဲ့တူဒီတော်သားကိုငါကိုပူဇော်ပြဿနာတစ်ခုဖြစ်လာပြီဆိုရင်အရေးကြီးဆုံးကသင်ဝိညာဉ်မျက်စိပွင့်ဖို့ပဲသင်ဆုတောင်းတော့ပြန်ပြောမယ်ပြဿနာတစ်ခုဖြစ်လာပြီဆိုရင်သင်ဝိညာဉ်မျက်စိပွင့်ဖို့ပဲသင်ဆုတောင်းကျန်တဲ့ဘာမလုပ်နဲ့ဒါပေမဲ့လူတွေတော်တော်များပြဿနာဖြစ်လာရင်ဘာလုပ်ရမလဲဆိုတာရှောက်စဉ်းစားတတ်တယ်ဟုတ်လားပြောတခုခုပြဿနာဖြစ်လာပြီဆိုတာနဲ့ဖုန်းကောက်ကင်ပြီးတော့မှဘာလို့ကောင်းမလဲရင်တကဘာလုံးကိုပတ်ပြီးတော့မှပြောတော့တယ်တကဘာလုံးကိုပြောပြီးအခုလည်းတကဘာလုံးပြောလို့ရတဲ့ app တွေကလည်းပေါ်လာတယ်WhatsApp တို့ WhatsApp တို့ Nyasap တို့ Viber တို့အကုန်ပေါ်လာတဲ့အခါမှာဘာဖြစ်လဲတခုဆိုပြီးဆိုတာနဲ့အမေရိကကိုစိုက်စမဆက်တကဘာလုံးရှိတဲ့အမျိုးတွေလှည့်ပတ်ဆက်ပြီးတော့မှ No ပြဿနာတခုဖြစ်လာရင်အဲ့ဒီပြဿနာရဲ့အဖြေကဘယ်အမျိုးမှမရှိဘူးဖះမှာပဲရှိတယ် Hello ပြဿနာတခုဖြစ်လာရင်အဲ့ဒီအဖြေကဘယ်သူစီမှာမှမရှိဘူးဖះမှာပဲရှိတယ်အေးပြဿနာတစ်ခုဖြစ်လာလို့လူနဲ့သွားတိုင်မင်းတင်ရမှာအဖြေမဟုတ်ဘူးအဲ့ဒါလောကရဲ့ idea ပဲရမယ်အဲ့လောက idea ကလူထင်တဲ့အတိုင်းမှန်တဲ့လက္ခဏာတော့ရှိတယ်အဆုံးမှာသိချင်းတို့ပို့တော်လမ်းတစ်မျိုးပဲရှိတယ်ဘယ်တော့မှလူအာမကိုရအောင်ဘယ်တော့မှလူနဲ့မတိုင်မင်ရအောင်တိုင်မင်ရတာဖះမှတ်ထားပေးပါညီကိုမောင်မတို့ဘယ်တော့မှလူနဲ့မတိုင်မင်ရအောင်ဖះနဲ့ပဲတိုင်မင်ရတာပြဿနာတစ်ခုဖြစ်လာရင်သင်ဖះနဲ့မတိုင်မင်တတ်ပဲနဲ့လူနဲ့တိုင်မင်နေသေးတယ်သင်ဟာမှားနေဦးမှာပဲတစ်သက်လုံးဘယ်တော့မှသင်ပန်းနိုင်ရောက်မှာမဟုတ်ဘူးပန်းနိုင်ရောက်ရှင်လူနဲ့မတိုင်မင်အောင်ဖះနဲ့ပဲတိုင်မင်ရတာဆိုတော့အာဗြဟံကသူဖြစ်လာတဲ့အခြေအနေပေါ်မှာသူသိတယ်ငါဖះငါအတွက်ကောင်းဆုံးလုပ်ပေးတာအခြေအနေမကောင်းရင်မကောင်းမယ်ဖះကောင်းတယ်မကြမ်းပါဆိုလို့ပြန်ပြောမယ်ဘလောက်အခြေအနေမကောင်းတဲ့ထဲမှာသင်ရှိပါစေဖခင်ရဲ့အကောင်းဆုံးလာမယ်ဆိုတာသင်မျှော်လင့်တတ်ရင်အဲ့ဒီအဆိုးဆုံးအခြေအနေထဲအကောင်းဆုံးကိုဖခင်ပြင်ဆင်ပေးတယ်အာမင် Even though you are in negative situation you have to expect a good things from God then you will receive a good things from God Even though you are in negative situation, you have to expect a good things from God. သင်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုသင်ဝန်ခံတတ်ဖို့အရင်ကြီးတယ်အဆိုးဆုံးအခြေအနေထဲမှာပဲလေအာဗြဟံကိုဖခင်ပြောတယ်မင်းရဲ့တူတော်တောင်ငါ့ကိုပူဇော်အဲ့ဒီကိစ္စသူ့တော့ကလုံးဝနားမလည်နိုင်တဲ့ကိစ္စဘလောက်ပဲနားမလည်ပါစေသင်အကောင်းဆုံးကိုဝန်ခံတတ်တော်သူပဲဖြစ်ရမယ်အာမင်ပြန်ပြောမယ်
ဘလောက်ပဲနားမလဲတဲ့အခြေအနေထဲမှာသင်ရှိပါစေသင်လောက်ရမယ့်အရာတစ်ခုပဲရှိတယ်အဲ့ဒါချီးမွမ်းဖို့ဘာကိုချီးမွမ်းမှာလဲဆရာအခြေအနေတစ်ခုမှမကောင်းတဲ့ဟာကိုဘာကိုချီးမွမ်းမှာလဲအဲ့ဒီမကောင်းတဲ့အခြေအနေကိုပြောင်းပြန်လှန်ပြနေတဲ့ဖခင်ကိုချီးမွမ်းတတ်ဖို့အရင်ကြီးတယ်ဟာလေလုယာအဆိုးဆုံးထဲကနေအကောင်းဆုံးကိုပြင်ဆင်ပေးနိုင်တဲ့ဖခင်အကောင်းဆုံးပြင်ဆင်ပေးမဲ့ဖခင်လုံးဝအောက်ဘွယ်ကမဆာမဲ့ဖခင်ရှိတယ်ဆိုတာကိုသင်ကြိုတင်ပြီးတော့ဂျေဇုတော်ချီးမွမ်းတတ်ဖို့အရေးကြီးတယ်လုံးဝအခြေအနေကမှောင်မိုက်အတိကျနေပါစေအဲ့ဒီမှောင်မိုက်ကြီးကြည့်ပြီးတော့မှအလင်းကိုဖြစ်စေမဲ့ဖခင်ဖြစ်တယ်လို့သင်ဝန်ခံရင်မကြခင်အဲ့ဒီမှောင်မိုက်ထန်နေအလင်းထွက်လာတော့သင်မြင်ရတဲ့ခွင့်ဖခင်ပြင်ဆင်ပေးလိမ့်မယ်ဖခင်နာမဘုန်းကြီးပါစေဟာလေလုယာဒါကြောင့်ဂျေဇုတော်အရင်ချီးမွမ်းတာကတို့ကိုဒီလောကမှာအောင်မြင်ဖို့ဘုရားခင်အပြည့်ပေးထားပြီးသားဖြစ်တယ်။ဘာမှလုပ်ငန်းစစရာမလိုသေးဘူးသင်အောင်မြင်တဲ့သူဖြစ်တယ်ဆိုတာပြောလို့ရတယ်။တခုပဲအရေးကြီးတယ်ဘုရားကမင်းလောကမှာအောင်မြင်စွာအသက်ရှင်ခြင်းရင်မင်းငါစီမှာသင်ယူ learn from me သင်ယူရမယ်ဘယ်လိုသင်ယူရမှာလဲဘုရားခင်စီမှာသင်ယူခဲ့တဲ့တောက်လျှောက်ဘုရားသင်ပေးတဲ့အရာတခုပဲရှိတယ်ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ကြိုတင်ချီးမွမ်းဘလောက်စိုးသွမ်းတဲ့အခြေအနေမှာပဲဖြစ်ဖြစ်သင်ကြိုတင်ချီးမွမ်းရင်အဲ့ဒီအခြေအနေတွေအလုံးပြောင်းပြန်ကုန်ပြန်ဖြစ်အောင်ဖခင်လုပ်တယ်။ဖခင်နာမဘုန်းကြီးပါစေ။ဣဇက်အာဗြဟံအတူသွားကြပြီ။သွားစဉ်တွင်ဣဇက်သည်အဘအာဗြဟံဟုအဘအာဗြဟံကိုအဘဟုခေါ်လင်ငါသားငါရှိဟုထူးလေ၏။ဣဇက်ကလည်းမီးပါတယ်ထင်းလဲပါတယ်။မကြည့်စရာတခုပြောပြမယ်။ negative situation မှာ the negative မစင်စားနဲ့ you have to train your mind to think positive တို့မြန်မာပြည်သားတွေလို့ပဲပြောရမလားကွယ်တို့တော်တော်များများအဓိကပြဿနာကအခြေအနေမကောင်းရင်မကောင်းတာပဲဆက်စင်စားပြီဖခင်ကတို့ကိုအဲ့လိုမသင်ပေးဘူးဘယ်လောက်အခြေအနေဆိုးပါစေအဆိုးဆုံးအခြေအနေထဲကနေအကောင်းဆုံးလုပ်ပေးနိုင်တယ်ဆိုတာစဉ်းစားခိုင်းတာပဲဟာ you have to train your mind to think positive သင်အခြေအနေဘယ်လောက်ပဲဆိုးပါစေသင်ကအဲ့ဒီအခြေအနေထဲကနေအကောင်းဆုံးကိုသင်ဝန်ခံပြောဆိုတတ်ဖို့ဘုရားသိရလို့ရှိတယ်ပြောရမယ်ဆိုတော့အာဗြဟံရဲ့သင်ယူတဲ့အရာတခုကဘာလဲသူရဲ့အဆိုးဆုံးအခြေအနေမှာပင်လေသူအကောင်းဆုံးကိုသူပြောတတ်တဲ့လူဖြစ်တယ်အဆိုးဆုံးအခြေအနေမှာသင်အကောင်းဆုံးပြောရလားကိုပြန်စဉ်းစားလက်ရှိအခြေအနေမှာသင်ကွာဘန်ထဲမှာငွေတပြားမှမရှိတော့ဟိုပေးဒီပေးနဲ့ရလုံလောက်တာမဟုတ်ဘူးကွယ်အမြဲတမ်း credit card နဲ့ပြန်သုံးနေရတယ်ဆိုပါစို့ဥပမာပြောတာပါဟဲ့ငါ့ကိုမပြောနာလားမသိဘူးတင်းဝင်ဆရာလည်းငါ့ကိုမြတ်သိသွားလားမသိပါဘူးမလောက်တဲ့အတွက်ကြောင့် credit card ယူသုံးနေရတဲ့ဟာပေါ့နော်ပြီးတော့မှယုံကြည်ခြင်းနဲ့လည်းဟိုရှောက်ဝယ်တဲ့အဖွဲ့ရှိတယ်ပတ်စံတာမရှိတဲ့ယုံကြည်ခြင်းရှိတယ်အဲ့ဒါမှားတယ်ပတ်စံတော့မရှိဘူးလေယုံကြည်ခြင်းရှိတယ်ရှောက်မပြောနဲ့ယုံကြည်ခြင်းပတ်စံရှိတယ်ပြန်ပြောမယ်သေချာတော့ပေါက်ခဲ့ရခရစ်နဲ့ပေါက်ခဲ့ရကျွန်တော်ပတ်စံမရှိရယုံကြည်ခြင်းရှိတယ်တဲ့ဟေ့အောင်ရှောက်မပြောနဲ့လို့ယုံကြည်ခြင်းရှင်ပတ်စံရှိတယ်လို့ဘာလို့တိတိုင်ကြီးကိုမောင်မတော့ကျွန်တော်နောက်မှသင်ပေးမယ်ဗျာမနက်ဖန်ချိန်ရှိတယ်မနက်မှသင်ပြီးတော့ရုပ်လောကထဲရရှိတဲ့အရာတွေမကြည့်ရုပ်လောကအရင်ဖြစ်တာမဟုတ်ဝိညာဉ်လောကအရင်ဖြစ်တာသင်ဖြစ်ဘူးလားမဖြစ်ဘူးလားမသိဘူးမကြည့်သင်မရောက်ဘူးသေးဘူးနော်သင်မရောက်ဘူးသေးဘူးဒါပေမဲ့အဲ့နေရာသင်ရောက်သွားတဲ့ခါမှာသင်ရောက်ဘူးတယ်လို့သင်ခံစားရတယ်ဖြစ်ဘူးလားမသိဘူးဟမ်သင်မရောက်ဘူးကွယ်ဒါမဲ့အဲ့နေရာသင်ရောက်တော့ချိန်မှာငါဒီနေရာရောက်ဘူးနေတယ်ကွာအိမ်မက်ထဲမှာလားဘာလားမသိဘူးဆိုတာမျိုးလေဖြစ်ဘူးလားရှိလားအေးကျွန်တော်အမြဲတမ်းဖြစ်တယ်ကွာအဲ့ဒါမင်းဒါရောက်ဘူးတယ်ကွာတကယ်တော့ရောက်ဘူးတာမဟုတ်ဝိညာဉ်လောကမှာရောက်ပြီးသွားပြီတော့ဘာလားမသိဝိညာဉ်ရေးရမှာဝိညာဉ်ရေးရအရင်ဖြစ်တာငါနေ့ကိုတွေ့ဘူးတယ်နော်တခါမှလည်းမတွေ့ဘူးအဲ့နဲ့တော့ပြောတယ်ဆရာမတွေ့ဘူးဆရာတခါမတွေ့ဘူးဆရာမဟုတ်ဘူးငါတွေ့ဘူးတယ်နေ့ကိုဘာလို့ဝိညာဉ်လောကထဲမှာတွေ့ထားဘူးတဲ့အရာရုပ်လောကပြန်တွေ့ရင်အဲ့ဒါကောင်းကင်နိုင်ငံမှာဖြစ်မဲ့ဟာတွေအဲ့ဒါတွေ
ရုပ်လောကမှာမတွေ့ဘူးသေးဘူးဒါပေမဲ့ဝိညာဉ်လောကမှာဖြစ်ထားပြီးဖြစ်တဲ့အတွက်ကြောင့်ဟဲ့ငါရောက်ဘူးတယ်ဒီနေရာဟဲ့ဘယ်လိုရောက်မှလဲနေရငါပုတော့မှမွေးတော့ဘယ်လိုရောက်မှနေဆိုပြောတဲ့ပုံစံတွေကြားဘူးလားအဲ့ဒါရုပ်လောကမှာမရောက်သေးဘူးတင်ဒါပေမဲ့ဝိညာဉ်လောကမှာတင်အတင်းကိုဖျားခင်ကရောက်ဖူးပေးပြီးသားဒီလိုလေးရှိတယ်နောက်မှပြောမယ်နော်နောက်မှလည်းရမ်းများနေတခါမဟုတ်ပြောချင်တာအများကြီးကွာပြောလိုက်ရင်ဟိုဆက်ပြတ်ပြောက်သွားမှာဒါနည်းနည်းပြန် focus လုပ်အောင်အာဗြဟံကသူ့ရဲ့ကောင်းတဲ့တခုကဘာလဲဆိုတော့သူကဖျားရဲ့အလေ့လောက်တော်တော်ကျွမ်းတယ်လို့တော်တော်ကျွမ်းတာဗျာကျွန်တော်အဲ့လိုကျွမ်းစီချင်တာဒီဖွဲ့တယ်ဒါပေမဲ့ခရိယန်ကြီးကြည့်လိုက်တစ်ခါလေးဘာစဉ်းစားနေလဲမသိဘူးအရန်လေးနဲ့စဉ်းစားသုံးနေတော်မိတ်လိုက်လဲဘာလည်းမစဉ်းစားဘူးအဲ့လိုတစ်ခါလေးခံစားရတယ်အရန်နေစဉ်းစားတယ်လို့နဲ့ဘာစဉ်းစားနေဆိုမသိဘူးဟာအဘအာဗြဟံကိုအဘဟုခေါ်လဲငါသားငါရှိ၏ဟုထူးလေဣဇက်ကလည်းမိပါတယ်ထင်းလည်းပါတယ်ယေရှုစရာဖို့တိုးတငယ်အဘယ်မှာရှိသနည်းမထာအာဗြဟံဒါဝိညာဉ်လောကကိုမမြင်တတ်ဘူးဆိုရင်ဒီမှာသူပြောတဲ့စကားမှားမှာဒါဆိုရင်ဖခင်ကအာဗြဟံကိုကောင်းကြီးမပေးခင်မှာ training ပေးထားပြီးသား training ပေးထားပြီးသားဘယ်မှာ training ပေးလိုက်ကြည့်အောင်ကပ္ပဦးကျမ်းကပ္ပဦးကျမ်းခန်းကြီး14ကိုတော့15ကိုတော့မယ်အငယ်လေး15ငယ်လေးကပ္ပဦးကျမ်းခန်း15ငယ်လေးတပန်ထဖျားဤနှုတ်ကပတ်တော်ရောက်လာသည်ကဤသူသည်သင်ဤအမွေခံမဖြစ်ရ။ Okay ဘာကြောင့်လဲဆိုတော့သူ့အိမ်မှာရှိတဲ့ကျွန်ကသူ့မှာကလေးရလဲအချိန်တန်တော့မရလာတဲ့အခါမှာဒီကျွန်တွေပဲငါမွေးစားလိုက်ပြီးတော့သူတို့ပဲအမွေပေးလိုက်ကောင်းမလားဆိုတဲ့အတွေးခေါ်ဘုရားမြင်တဲ့အခါမှာမဟုတ်ဘူးတဲ့အာဗြဟံနဲ့ no အဲ့လိုမဟုတ်ဘူးဆက်သွားကြည့်အောင်တင်းကိုယ်တွေကထွက်တော်သူတွေတင်းအမွေခံဖြစ်လိမ့်မည်ဟုမိန်တော့ဆိုတော့ဒီမှာကြည့်အောင်တခါတလေမှာဒိုးပြဿနာပါဆိုဖျားပြင်ဆင်ထားပြီးသားဒိုးတိမခံနိုင်တာဒိုးတိမခံနိုင်အောင်ဖျားရဲ့လှုပ်ရှားရှိနေလှုပ်တော်လေမြန်လှုပ်လေဆိုတဲ့အဖွဲ့တွေတို့တွေဒီကောင်မကောင်းဆိုတာလဲကိုတော့သိတယ်မြန်ဆုံးမရင်လဲဆုံးမလဲခေါ်ရင်လဲခေါ်လိုက်တော့ဖះเจ้าမှာအရင်ရှုပ်တဲ့ကောင်ကိုတော့ခေါ်ရင်လဲခေါ်လိုက်မှုလဲပြုတ်ပြင်လိုက်ကိုတော့အဲ့ဒီလိုလူကိုဖះဘာပြောလဲသိလားမေရိုမာရီကိုပြောလို့တင်းကိုပြောလိုက်မယ်ဖះအချင်းမိမ့်မတင်းနဲ့ငါဘယ်သူဆိုင်တယ်ငါအချိန်မရောက်သေးတင်းကိုအဲ့စကားပဲဖះပြောလိုက်မယ်မင်းဝิญဉ်ရေးရအောင်မမြင်တတ်မချင်းမင်းငါနဲ့ဘာမဆိုင်သေးဘူးအဲ့ဒါကိုပြောတာမရိုင်းတာမဟုတ်ဘူးဖះအမေကြီးကိုကျတင်းနဲ့ငါပဲဆိုင်တယ်ငါချင်းမရောက်သေးလို့ပြောလူအနေနဲ့ကြည့်လိုက်မရိုင်းတဲ့ပုံစံဖြစ်နေဖះမရိုင်းတာမဟုတ်ဘူးဝิญဉ်ရေးရစကားမပြောတဲ့သူတိုင်းဘုရားသခင်သူနဲ့မဆိုင်ဘူးလို့တာမှတ်တယ်ဒါကြောင့်သူ့ဘလောက်ပဲချစ်ကိုတော့မသွားပါနဲ့တားတာအခါမှာအချင်းစာတန်ငါတော့တော့ဆိုမို့လေသူစင်တာနဲ့ပြောတယ်လဝကနဲ့တက်မဲ့ကိစ္စကြီးကသူ့တော့မကောင်းတဲ့အတွက်ကြောင့်ကိုရောရဲ့မသွားပါနဲ့ချင်းစာတန်ငါတော့တော့ဆိုဘာဖြစ်လို့အဲ့လိုပြောတာလဲဆိုတော့ဝิญဉ်ရေးရနဲ့ပြောတဲ့စကားဝิญဉ်ရေးရနဲ့မမြင်တတ်ရင် तू မကြိုက်တာဖေဟာဟယ်လို
ဒါကျွန်တော်ဖျားနေလေအကြီးကျယ်အလုံးလုံးချင်တယ်ဒါပေမဲ့တို့ကတခါလေမှာပီတာကဲဆိုကိုတော့မသွားနဲ့ပြောတဲ့ခါမှာတိတ်ဟုတ်တယ်လို့ဘာလို့နဲ့ဖျားကိုချစ်တဲ့ပုံစံနဲ့ဖျားတကယ်မကြိုက်ဘူးအဲ့ဒါနင်ကအဲ့ဒါချစ်တာမဟုတ်ဘူးငါရဲ့ရည်ရွယ်ချက်ကိုမင်းတားနေတာငါကအစင်ပြေဖို့စိတ်ဝင်စားဘူးအလုပ်ပြီးဖို့ပဲစိတ်ဝင်စားတာဟာလေလုယာဖခင်ရဲ့နိုင်ငံတော်မှာဖခင်ရဲ့အမှုသာဆောင်ကြတယ်အမှုမပြီးစီးဘူးအမှုတော်ဆောင်ဖို့ထက်အမှုပြီးစီးဖို့ပိုရေးကြည့်တယ်အာမင်အမှုတော်ဆောင်ခြင်းအရေးကြီးတာမဟုတ်အမှုပြီးစီးဖို့အမှုတော်ဆောင်ခြင်းတဲ့အရေးကြီးတယ်ဘယ်နှစ်မှုတော်ဆောင်ခဲ့တယ်ဘယ်နှစ်မှုတော်ဆောင်ခဲ့တယ်ဘယ်နှစ်ကျွန်တော်မှုတော်ဆောင်ခဲ့တယ်အနှစ်50ရှိပြီ60ရှိပြီအမှုပြီးလားလို့အမှုမပြီးဘဲနဲ့အမှုတော်ဆောင်တယ်အဲ့ဒါအမှုတော်ဆောင်မှုအမောင်တော်စုပဲဆိုတော့အဲ့လိုဖြစ်လို့မရအောင်ညီကောင်မောင်မတို့အမှုဆောင်ဆိုရင်အမှုပြီးစီရတယ်ဒါအမှုတော်သာဆောင်တယ်အမှုတော်ဆောင်ဖြစ်ရတော့ကျင့်တတ်တယ်ဒါပေမဲ့အမှုကမပြီးစီဘူးဒါကြောင့်ယေရှုခရစ်တော်ဘာပြောဆိုသစ္စာရှိတဲ့ငယ်သားကောင်တင်းဒီငယ်တော်မှာသစ္စာရှိတယ်ကြီးတော်မှုတင်းနဲ့ငါငယ်တော်မှုပြီးစီးအောင်လုပ်နိုင်လို့အမှုတော်ဆောင်ခြင်းထက်အမှုတော်မြတ်ကိုပြီးစီးအောင်လုပ်နိုင်ခြင်းကအရေးကြီးတာဘာတွေပြီးစီးခဲ့ပြီလဲဘာတွေဖျားထားတဲ့မှတ်တိုင်တွေဘယ်နှခုထောင်ခဲ့ဟလာစိုက်ထူခဲ့ပြီလဲမစိုက်ထူပြီပဲနဲ့အမှုတော်ပဲဆောင်နေဆိုတာမဟုတ်ဘူး ministry လို့ခေါ်ရင်သင်အပြင်ဘယ်နှယောက်ပြောင်းလဲလေလူတွေတယောက်မှမပြောင်းလဲပဲနဲ့အမှုတော်ဆောင်လုပ်ငန်းပဲဗန်းပြနေတယ်ဆိုရင်အဲ့ဒါ ministry လို့ခေါ်လို့မရဘူး ministry လို့ပြောလိုက်ဝိညာဉ်တွေအတွက်နေ့တိုင်းမျက်ရည်နဲ့ဆူတောင်းနေရတာအဲ့ဒီပျောက်ဆုံးတဲ့ဝိညာဉ်တွေကျွန်တော်ပို့ပါမျက်ရည်နဲ့ဆူတောင်းနေတယ်သူတို့စီပို့ပါမဟုတ်လေကျွန်တော်စီကိုပို့လာပေးပါကိုတော့နေ့ရက်စင်ထဲမှာရိတ်သိမ်းတဲ့သူဖြစ်ခြင်းနဲ့ရိတ်သိမ်းတဲ့သူဖြစ်ခြင်းနဲ့အဲ့ဒီနှလုံးသားအသင်းတော်ဖြစ်လာစေတာမျက်ရည်ကျပြီးတော့မှမျိုးစေ့ကျဲတယ်ဆိုတာကမျက်ရည်ကျပြီးတော့မျိုးစေ့ကျဲတာဝမ်းမြောက်ဆိုတာရိတ်သိမ်းရတယ်ဆိုတာအဲ့ဒါဘာမျိုးစေ့လဲနှုတ်ကပတ်တော်မျိုးစေ့ဘယ်လိုလဲရိုးတနလေးကျဲလို့မရအောင်မျက်ရည်ကျပြီးတော့မျိုးစေ့ကျဲရတာလွန်ခဲ့တဲ့73နှစ်မတိုင်ခင်လောက်ကဆရာတို့ကမျက်ရည်ကျပြီးတော့မျိုးစေ့ကျဲခဲ့တယ်အခုအသေးပွင့်နေတယ်မှာတွေ့ရတယ်73နှစ်မှာဟုတ်လားကျွန်တော်တွေ့73နှစ်ရှိပြီလားဟုတ်လားဟုတ်နော်73နှစ်နော်မထင်ဘူးကိုငယ်သွားတယ်ပဲထင်တာကြီးချစ်တာmusic ကျဲခဲ့တဲ့အရာကျောင်းလေးမှာငားပြီးတော့လှုပ်တဲ့ချိန်တော့အတီးသမားတွေတရားမှမရှိဘူးဆရာဂီတာတစ်လုံးနဲ့ရေလည်းអော်တယ်ချွေးတွေလည်းထွက်နေပြီဆရာရောက်သွားတာဒီနေ့ချားတယ်ဂီတာပြီးတော့လည်းတော်ပူတယ်ကွာအဲ့နေရပူနေချိန်မှာ तू ကဆရာကုတ်နဲ့သူ့မှာပဲတော်မများအောင်အဲ့ဒီကုတ်နဲ့ဂီတာတစ်လုံးနဲ့ရေးချားမချွေးလည်းထွားနာဒီလိုပလင်တော့မရှိဘူးအောက်မှာပဲဆွဲနာဒါမဲ့အချိန်တစ်ခုရောက်လာတဲ့အခါမှာအဲ့ချိန်မှာသူတို့မျက်ရည်နဲ့မျိုးစေ့ကျဲခဲ့တာဆရာသိတာပေါ့ပတ်မငါဘာလုပ်တယ်လဲကွာဘာလာလုပ်ရလဲစိတ်တကြပြီးတော့သူတို့သာစိတ်တကြတော့မလုပ်ခင်ဒီနေ့ဒီမှာတင်တို့လည်းရှိမှာမဟုတ်ပါဘူးစိတ်တကြစရာရှိလားမေးကြည့်လိုက်ရှိပါတယ်ဆရာဝိညာဉ်ရအခြေအနေကိုအရာဖျားခင်ကြီးတော်ကြောင့်မြင်တတ်တယ်အဲ့တုန်းကအချိန်ရလေအဲ့ဒီရေးလေချွေးတယ်ရေလုံးဝအချိန်လေကျွန်တော်သိတယ်အဲ့ဒါလုံးဝ give up လုပ်ချင်တဲ့အချိန်ဆိုဆရာသိတယ်ဆရာဝိညာဉ်ထဲမှာအရန်သိတယ်ဒါပေမဲ့ဖျားသခင်အချိန်တစ်ခုရောက်လာတဲ့အခါမှာဒါတောင်မျက်ရည်နဲ့မျိုးစေ့ကျဲတောင်အမှုတော်မြတ်အထဲမှာတွာလာတဲ့အခါမှာပြဿနာတွေရှောင်လို့မရပါဘူးပြဿနာဆိုတာရှိတယ်ဒါအဲ့ပြဿနာထဲမှာဘုရားသခင်ပေါ်ပြတဲ့အရာကိုမြင်တတ်ဖို့ပဲရည်ကြီးတာအာမင်ဆိုမြင်တတ်တယ်သူပြောဤသူဒီတင်းအမွေခံမဖြစ်ရတင်းကိုယ်ထဲကထွက်တော်သူတင်းအမွေခံဖြစ်ရလိမ့်မည်ဟုမိန့်တော်မူပြီးလင်းနဲ့ဘာတင်ပြီးလဲတိလိုက်ညီကိုမောင်မတို့အာဗြဟံဘုရားသခင်ကရုပ်လောကထက်ဝိညာဉ်လောကကိုမြင်တတ်အောင်သင်ပြီးဆက်သွား
အာဗြံကိုပြင်သို့ထုတ်ဆောင်တယ်ဘယ်ပြင်ကိုထုတ်တာလဲကွတဲထဲကနေတဲထဲကနေတဲထဲမှာဘယ်သူရှိလဲကျေးဇူးတင်တယ်သူ့မိန်းမဒီဖွဲ့တယ်အရင်စဉ်းစားတာတဲထဲမှာသူရှိအဲ့တော့ဣဇက်လည်းမမွေးသေးဘူးဘယ်သူမှမမွေးသေးဘူးโอเคအဲ့ချိန်မှာဘယ်သူပဲရှိလဲစားတာဆိုတော့အဖိုးကြီးနဲ့ဖွားကြီးနှစ်ယောက်ထိုင်းတော့ကြည်နေမှာတော့ဘာယူပါယုံရမှာလဲလို့မဖျားစကားပြောပြီးနင်းမကြခင်မှာနင်းတို့ကိုမင်းကိုခန္ဓာထဲကနေဟလာသားသမီးရဲ့နာလူအမျိုးအနွယ်တွေဖြစ်လိမ့်မယ်လို့ပြောတယ်ကွယ်ထိုင်ကြည့်တော့အဖွားကြီးကလည်းပြန်ကြည့်တော့အဖိုးကြီးဆိုတော့အဖိုးကြီးနဲ့အဖွားကြီးထိုင်ကြည့်နေမှာတော့ဘာယူပါယုံလာမှာလဲလို့ဆိုတော့ဖျားတင်ပြီးအပြင်ထွက်လိုက်တော့ဟောတယ်ဖျား come on တခါတလေမှာတင်းအုပ်ဆရာတွေကိုလည်းတဲထဲမှာအရန်ပင်ပန်းနေရင် vacation လေးပါလေထိုင်းနိုင်ငံကိုထွက်လာခိုင်းလိုက်အတင်းသားတွေနဲ့လှုပ်ပေးလိုက်အတင်းသားတွေဖုကဘစ်လေးမှာတော့ဇနီးမောင်နှစ်ယောက်တခလေးတွေမပါစင်းနဲ့ခလေးမပါစင်းရှုပ်အာဗြံကိုပြင်သို့ထုတ်ဆောင်တော်မူ၍မိုးကောင်းကင်ကိုကြည့်တယ်နင်မိမမကြည့်နဲ့မိုးကောင်းကင်ကိုကြည့်အမြင်စတင်ပေးပြီCome on အမြင်ကိုစတင်ပေးတယ်မင်းမြင်ရလားတဲ့ကျဲတွေကိုမင်းမြင်ရလားတဲ့မိမကိုကြည့်ရင်မြုံနေတဲ့မိမလေးဘယ်လိုပုံဖော်လို့ရမှာလဲဆိုတော့ကျဲကိုကြည့်လိုက်တဲ့အဲ့ဒီကျဲကိုမင်းရေတွက်နိုင်လားတဲ့အဲ့ဒီတိုင်းမင်းရဲ့အမျိုးတော်ငါဖြစ်စိမ့်မယ်ကွာတဲ့ဆိုတော့ဘာတင်ပေးတာလဲပြောရုပ်လောကကိုမကြည့်ဘဲနဲ့ဝိညာဉ်လောကမှာမဖြစ်နိုင်တဲ့အရာမင်းပုံစဖော်စမ်းကွာဟာလေလုယာဒီမှာရှိတဲ့မိသားစုဆရာပြောပြချင်တယ်ငါစီးပွားရေးတော့လှုပ်ချင်တယ်ကွာဘာလို့မလဲမသိဘူးစီးပွားရေးပဲလှုပ်ချင်တာစီးပွားရေးလှုပ်ချင်တယ်ဘာလို့စီးပွားရေးလှုပ်ချင်တာလဲသူများစီမှာအလုံးမလှုပ်ချင်လို့ကောင်းတယ်အဲ့ဒါကောင်းတယ်အဲ့အတွေ့ကောမှန်ဒါပေမဲ့ဘယ်ကနေစမလဲတီးဒီမှာတင်ပေးတာဖေဟာကြည့်လိုက်ခင်ဗျာအဲ့ဒီအချိန်မှာဆိုရင်အသက်တော်လင့်နေပြီစထွက်လာတဲ့သူ့ရဲ့အဖွားကြီးက65နှစ်သူတို့မြို့ကနေလေခါရန်ဆိုတဲ့မြို့ကနေထွက်လာတဲ့ချိန်မှာအဖွားကြီးက65သူ့ယောက်ျား85ဆိုတော့အဲ့မှာတော်တော်လေးသူတို့ကကြော်ဖြတ်ပြီးသွားပြီဒီ15ဆိုတာ7နှစ်မှာခေါ်ထုတ်လာလေ7နှစ်မှာခေါ်ထုတ်လာပြီโอเค73မှာဟိုဖာရောတွေပါတယ်တိမ့်သွားပြီဒါဖာရောတိမ့်သွားချင်းခါပြီးသွားပြီဖယားပြန်ဖာရောလက်ထက်ကနေပြန်ဆွဲထုတ်လာတယ်14ဖျားခင်ကောင်းကြီးပေးလာတယ်လောတောက်ပါပြန်လဲတော့အောင်မြင်ခြင်းပေးတယ်15ရောက်လာပြီဆိုအနည်းဆုံးမရှိဘူးဆိုရင်တို့80လောက်ရှိနေပြီအာဗြဟံအဖွားကြီးက90လောက်ရှိနေပြီဆိုဖယားရဲ့ဂရုတော်ပါလဲမင်းတို့လူမျိုးကြီးဖြစ်စေတယောက်ထိုင်ကြည့်အသိန်းတော်ထဲမှာတယောက်ထိုင်ကြည့်နေတယ်လေဘာကွန်အားမရှိမှာမဟုတ်နင်းအဆင်ပြေလားဒီလိုပါပဲဩစတြေးလျဆိုရင်တည့်ရတိုင်းပဲနေရလဲရလဲကိုလိုက်ပါပဲကွာဆိုတဲ့ခါတွေပေါ့ဘယ်နဲ့ပဲကုန်သွားတဲ့ဖွဲ့လည်းရှိမှာနည်းနည်းလေးပတ်စံစုမိဆိုရင်လည်းချင်းတော်အမျိုးကတောင်းလို့ပြန်ပေးလိုက်တယ်ကုန်ပါပြောဆိုတော့ဒါနဲ့ပဲရွာလေနဲ့ဖွဲ့တွေလည်းအများကြီးရှိတယ်စုပြီးတော့အစဉ်ပြေလောက်ပြီးဆိုတဲ့ချိန်ကျဟာအဖေချက်တော့ကြိုးဝါလို့ဟာပို့လိုက်ပြန်ပြီဒါနဲ့ပဲစီးပွားရေးလုပ်ချင်လို့ဆိုပို့လိုက်တယ်စီးပွားရေးလုပ်ဖို့အတွက်ဒီကနေတော့ရှေးစုမတ်စုလေးကားလေးတစ်စီးဝယ်ပေးလိုက်တယ်ဟိုကားတစ်ပင်ကိုတိုက်လိုက်တယ်လုံးဝမျော်လင့်ခြင်းနဲ့ကုန်ဆုံးသွားတယ်အဲ့ဒီပတ်စံလည်းပဲ तू က credit card ထဲကနေယူထားတဲ့ပတ်စံဖြစ်နေအဲ့ဒါပြန်ရှော့ပြောင်းအများကြီးပဲဒီလိုတွေဖြစ်နေတဲ့သူတွေလည်းအများကြီးရှိပါတယ်ဘယ်လိုလုပ်မလဲမထားကြောင်းကြီးကိုမောင်မတော်ဘုရားသခင်အသင်ကိုချီးမြှောက်တော်မယ်ဆိုအရင်တင်တာမြင်တတ်အောင်တင်တာဘာလို့တင်တာလဲမြင်တတ်
ဆိုတော့ကိုကြည့်လိုက်တဲ့အချိန်မှာဘာမှအခုကိုပြန်ကြည့်ကိုပြန်ကြည့်ဆရာသိတယ်ကိုပြန်ကြည့်လို့ဘာယူပါယုံမှနောက်တနင်္လာနေ့အလုပ်ပြတော့ဘယ်စဉ်းစားနေတဲ့အဖွဲတွေဒါပဲရှိတယ်ယူပါယုံကယူပါဒါပဲရှိတယ်မအဲ့လိုမဟုတ်အဲ့လိုမဟုတ်ငါနောက်9နှစ်မှာ come on ဘယ် level ကိုရအောင်တွားမလဲဆိုတာကိုဘာသာပုံဖော်လို့မရအောင်ဆူတောင်းရတာဆရာနောက်ခဏလေးကြမ်းပိုက်တစ်ပိုက်ပြမယ်ဒါပြီးသွားရင်ရေတွက်နိုင်လားတဲ့မင်းကြဲကိုရေတွက်လားတဲ့ရေတွက်တဲ့အဲ့အတိုင်းသိရင်အမျိုးနွယ်ငါဖြစ်စေမယ်တဲ့ကြဲရတော့အများကြီးပဲကိုတော့အဲ့တိုင်းကျွန်တော်မျိုးနွယ်ဖြစ်လာမယ်ဒီမိမနဲ့တကယ် reality စဉ်းစားဒီမိမနဲ့ဒီကျဲဒီမိမနဲ့တင်းအခြေအနေလဲတင်းပြန်ကြည့်ရင်အဲ့တိုင်းပဲဖះပြောတဲ့စကားနဲ့တင်းလက်ရှိအခြေအနေနဲ့လုံးဝဆန့်ကျင်ပါကြီးကျွန်တော်အောင်မြင်တဲ့စီးပွားရေးသမားတယောက်ဖြစ်မယ်ကျွန်တော်ဆရာ prophet နဲ့မှားနေပြီနော်ကျွန်တော်တရားဟောဖို့နေတာဆရာလူရှိထွက်တော့မှတေးပေါက်ချင်တယ်ဆရာတချို့ရှိတယ်ကိုဘာသာထိုင်နာကောင်းအရှိထွက်တတ်တဲ့ခံဆိုအဲ့ကြမှာအဖို့သွားချင်တဲ့အဖွဲ့ရှိတယ်ရှိတယ်နော်တကယ်ရှိတယ်နော်နောက်ပြောလိုက်အဲ့အချိန်ကြတော့မှဘာလို့ဘာကမ်းမသိဆရာခဏလေးဆရာဘာဖြစ်တာလဲကျွန်တော်တိထွက်ကြတော့မှထွက်တဲ့ကောင်ရှိတယ်အများကြီးဆရာတင် जा ပေးခဲ့တယ်အမျိုးစုံကြုံရတယ်ဒါပေမဲ့အောဆရာကောင်းတာအဲ့ဒီသူကိုဘုရားသခင်အမှုတော်တကယ်ရွေးကောက်ထားတာသူ့ကိုထွက်ခိုင်းတိုင်းသူကအပေါ့သွားတယ်အဲ့ကောင်ဆိုတော့ဒါပေမဲ့တနေ့ဝิญဉ်တော့အလုပ်လုပ်လာတော့တာလာအောင်လို့မင်းကိုဘုရားကြီးမဆိုအတော့မယ်ကျွန်တော်ဆရာသိတယ်နော်ဆရာအပြင်ထွက်ခနဲ့ကြော်သေးပေါက်တဲ့ကောင်နော်ဆရာကျွန်တော်မဖြစ်နိုင်ဘူးဆရာမင်းစိတ်ခေါ်မလားဟဲ့အောင်လို့အဲ့လိုပြောရတော့တာကျွန်တော်တို့ကမင်းစိတ်ခေါ်မလားမင်းငါဖះလို့ဟုတ်လားမဟုတ်လားငါမင်းစိတ်ခေါ်မလားအခုသူ့ရဲ့အထက်ကနေ revelation share ဖះလို့တယ်အောင်ဆရာကြီးအရေးကြီးတာမြင်တတ်ဖို့လိုတယ်သင်အမျိုးနွယ်ကိုအဲ့တိုင်းငါဖြစ်စေမယ်ကြဲတယ်မြည်ရတွက်တယ်မဖြစ်နိုင်တဲ့သူမဖြစ်အောင်လုပ်တဲ့ဖះလေအဲ့ဒါမှဖះလို့ခေါ်တာဒါကြောင့်မဖြစ်နိုင်လို့ဆိုတော့ဒီတိုင်းလွတ်ထားလို့မရဘူးမဖြစ်နိုင်တဲ့လူကိုဖြစ်အောင်လှုပ်ဆောင်ပေးနိုင်တဲ့ဖះရှိတယ်အာမင်ဆိုကြည်အာဗြဟံပြင်သို့ထုတ်ဆောင်တဲ့မိုးကောင်းကိုမျှော်ကြည့်ခိုင်းတဲ့ကြဲတဲ့ရေတွက်ခိုင်းတဲ့ဘာလုပ်လာလဲဖះသခင်အရင်ဆုံးသင်ရဲ့အမြင်ကိုပြောင်းနေတာသင်ရဲ့အမြင်ကိုပြောင်းတာရုပ်လောကကိုငါမပြောင်းခင်မှာမင်းဝိညာဉ်လောကထဲမှာမင်းရဲ့ဝိညာဉ်မျက်စိကိုအရင်ပြောင်းလို့ဆိုဖះတင်တော့တာအာမင်ဒါဆိုတနည်းအားဖြင့်မြင်တတ်သွားရင်ဘာဖြစ်သွားလဲယုံတတ်သွားတယ်မြင်တတ်မှယုံတတ်တယ်မြင်ရဲလာမှယုံရဲလာတယ်မောင်ကိုမယုံရဲဘူးကိုယူပါအောင်ကြီးမထားရဲဘူးကို underestimate အမြဲတမ်းပြန်ဖြစ်နေတယ်အာမင်တင်ကိုတင်ကြည့်လိုက်ဘာမှမဟုတ်ဘူးလို့တင်ထင်လိမ့်မယ်ကျွန်တော်ကြည့်လဲကျွန်တော်ဘာကောင်းမှမဟုတ်ထင်ပေမဲ့ဘုရားခင်ထားတဲ့ level ရှိတယ်နေပဲရှိတယ်ဖခင်ရဲ့ဝိညာဉ်လောကကြီးမှာကျေပြတ်နေကြောက်စရာကောင်းလောက်ကျေပြတ်တာအများကြီးရှိတယ်ဒီတော့တွင်းမှာလဲဆရာဖခင်ဖော်ပြသွားလိမ့်မယ်ကြည်တာတင်းတို့အဲ့တိုင်းပြလိမ့်မယ်ဖခင်မိကိုမင်းဘလို့ထင်ကျွန်တော်အသက်ကြီးပါပြီတော်ပါပြီဒီမှာလာတော့ကျွန်တော်သားသမီးတော်ပါပဲရှောက်မပြောနဲ့တဲ့မင်းအပုပြီးစီအောင်မင်းလုပ်အောင်လူတိုင်းမှာသားသမီးသားတွေ့ရှောက်မပြောနဲ့ကို assignment နဲ့ကိုရှိတယ်အဲ့ assignment ပြီးစီရမယ် hallelujahကျွန်တော်အသက်ကြီးပါပြီရှောက်မပြောနဲ့အသက်ကြီးလည်းပဲကာလက်ကဲ့သို့ယူပါယုံကြီးထားနိုင်ရင်ဘုရားခင်ကအသက်ကြီးလည်းပဲဘုရားချီးမြှောက်လို့ရတယ်ဘုရားရှင်ဖြစ်တယ်အမှုပြီးစီအောင်လုပ်နိုင်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်
သင်္ဘာသာဘလောက်ပဲမချမ်းမာသင်္ဘာသာယောဂဘလောက်ပဲထူထူဘုရားသခင် assignment နားလည်ပြီးစလို့ရင်အဲ့ဒီယောဂလုံးဝတင့်ထဲနဲ့ထွက်ရတယ်အမှုပြီးစီးတဲ့ဒီဘုရားကောင်းကြီးပေးတယ်ဘာယောဂနဲ့မှမဆိုင်ဘူးဘုရားခင်ချီးမြှောက်ပြီဆိုရင်အာမင်ယူပေါင်းကြည်ထားသင်အမျိုးနွယ်ဒီထိုးသောဖြစ်လိမ့်မည်ကိုမိန့်တော်မူတယ်ဟုတ်လားဘုရားပါတင်တာလေအာဗြဟံအရင်ဆုံးမင်းမြင်တတ်တဲ့ဟာကိုပါတင်လိုက်ပြီလေဝิญဉ်မျက်စိကိုပွင့်အောင်တင်ပေးလိုက်ပြီဘုရားမင်းကိုမင်းထိုင်တော့မှမတဲထဲမှာနေတော့မှမဖြစ်နိုင်တဲ့အကြောင်းတွေထိုင်စဉ်းစားမယ်စားမင်းငါနဲ့အလွတ်လုတ်ချင်ရင်တဲ့မြင်ရတဲ့အရာကိုမကြည့်ပဲမမြင်ရတဲ့အရာကိုမကြည့်တတ်ဖို့အရေးကြီးတယ်ဟုတ်ပြီနော်โอเคဒါဆိုရင်22ကိုသွားမယ်22ငယ်ခုနှစ်မှာထင်းပါတယ်မီးပါတယ်ရစ်ကောင်ပမာလဲလို့ပြောတဲ့အချိန်မှာဆက်သွားရအောင်အငယ်8မှာအာဗြဟံကငါသားရစ်ရှို့เสียအဖို့သိုးတငယ်ကိုဘုရားသခင်သည်မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်ဟုဆိုလေတဲ့မြင်လားမသိကြောင့်ညီကိုမောင်မတယ်ဆရာပြောမယ်သိချင်တာတော့ဒါကြောင့် Sunday ပဲဖြစ်ဖြစ် Saturday မှာပဲဖြစ်ဖြစ်အစီအစဉ်တွေရှိရင်ကိုးကွယ်ခြင်းလာရင်ကိုးကွယ်တယ်ဆိုတာအစီအစဉ်တစ်ခုလာလောက်တာမဟုတ်ဘူးဖယားတင်ကိုမြင်စေခြင်းနဲ့အရာတွေကိုမြင်တတ်အောင်ဒီမှာမျက်လုံး vision exercise လာလုပ်တဲ့နေရာပဲဖြစ်ရမယ်တပတ်ပြီးတပတ်တင်ဘာတွေမြင်သွားလဲလူတွေကိုပဲကြည့်ပြီးတော့တင်ပြန်သွားတယ်ဆိုရင်တင်ရှုံးတယ်ဘုရားကြောင့်လာပြီးတော့လူတွေရဲ့ information တွေယူတော့ပြန်သွားရင်တင်ရှုံးတယ်တင်ဝิญဉ်ရ level ကဘယ်မှာမူတည်လဲဆိုတင်ဘယ်လောက်မြင်တတ်လဲဆိုတဲ့အပေါ်မှာမူတည်တယ်အာမင်တင်ဘယ်လောက်မြင်တတ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှတင်ရဲ့ဝิญဉ်ရေးရ level ကလည်းဘုရားချီးမြှောက်လို့ရတာဆိုဘုရားကအာဗြဟံချီးမြှောက်ခြင်းတဲ့အခါမှာအရင်ဆုံးဘာကိုတင်တာလဲမင်းတဲတဲ့နဲ့ထွက်မင်းကျယ်တွေကိုကြီးရေတွက်အဲ့တိုင်းမင်းအမျိုးတော်ငါဖြစ်စေမယ်တင်းကိုဝิญဉ်ရေးရမှာအရင်ဆုံးဘုရားပြလိုက်မယ်အဲ့ဒီအရာတွေကိုမြင်တတ်သွားပြီဆိုရင်ရုပ်လောကထဲမှာအကုန်လုံးဘုရားကအကုန်ဆွဲထုတ်လိမ့်မယ်ဆိုတော့မှကြည့်ရအာဗြဟံကသိုးတငယ်ကိုယေရှုဆရာဖို့သိုးတငယ်ကိုဘုရားတည်တဲ့ယေရှုဆရာဘုရားပြင်ဆင်မယ်လို့ပဲမပြောဘူးယေရှုဆရာဖို့ပါလဲသိုးတငယ်ဟုတ်လားအာဩဆရာကောင်းတာပြောရမလားအဲ့တောင်ကတိုးတက်လို့မရတဲ့တောင်စိတ်တော့ရနိုင်တယ်စိတ်ကတောင်မမတ်ကြီးလေတက်လို့ရတယ်တိုးတက်လို့မရဘူးတိုးရတယ်လို့မျိုးပြလေးတွေပဲတက်လို့ရတယ်တောင်ကုန်းလေးတွေ hill တက်လို့ရတယ် it's not mountain ဒီ mountain ကတိုးတက်လို့မရအောင်ဒါပေမဲ့ဖခင်အာဗြဟံပြောစကားရန်ကောင်းတယ်သိုးတငယ်ကိုဖခင်ပြင်ဆင်ထားတယ်ဒါဆိုတော့အားလုံးသိတဲ့အတိုင်းပဲသူ့သားကိုတတ်တော်မယ့်ချိန်မှာဖခင်လူလျုံမထီမခိုင်းနဲ့မင်းအတော့မှာချုပ်မှာညှိနေတဲ့သိုးရှိတယ်မင်းတို့ငါပြင်ဆင်ထားတယ်ဆိုတော့ तू အဲ့တောင်ပေါ်ရောက်ပြီလားမရောက်သေးဘူးတောင်ပေါ်မရောက်သေးပဲနဲ့ဖခင်သိုးကိုပြင်ဆင်ထားပြီဆို तू မမြင်သေးပဲနဲ့ဘာလို့ပြောနေတာလဲဟမ် तू ပြောတဲ့အတိုင်းသိုးတငယ်ကိုဖခင်ပြင်ဆင်ထားလား yeah तू ပြောတဲ့အတိုင်းဖခင်ပြင်ဆင်လားအဲ့ဒီ crisis ဆိုတဲ့အချိန် तू အဲ့ဒါ crisis ပဲအဲ့ဒါ crisis moment လို့ခေါ်တယ် that's a crisis moment အဖေထင်းပါတယ်မီးပါတယ်ဘယ်မှာလဲရစ်ကောင်အဲ့ဒါကမှတ်ထားတို့တွေအားလုံးရဲ့ဘဝမှာ crisis အချိန်အဲ့ဒီ crisis ဖြစ်နေတဲ့အချိန်မှာသင်ဟာပြောတဲ့စကားအရာအရေးကြီးတယ်
သင်ရဲ့မိသားစုမှာ crisis ရှိနိုင်တယ်သင်ရဲ့ business မှာ crisis ရှိနိုင်တယ်သင်ရဲ့ကိစ္စတွေမှာ crisis ရှိနိုင်တယ်အဲ့ဒီ crisis တိုင်းမှာသင်ပြောတဲ့စကားကဖယားသခင်ကငါ့အတွက်အကောင်းဆုံးပြင်ဆင်ထားတယ်လို့သင်ပြောနိုင်ရင်အဲ့ဒီသင်ပြောတဲ့အတိုင်းမြင်ရတဲ့အခွင့်ကိုဖယားပြင်ဆင်ပေးတယ်အာမင်ဟာလေလုယာဆိုတော့ one is ရာကောင်းတဲ့အချိန်တကယ်တော့အဲ့ဒီအချိန်ကအဲ့ဒါလုံးဝမျောလင့်ရှင်းမဲ့သွားတဲ့အချိန်အဲ့ဒီအချိန်ကထင်းပါတယ်မီးပါတယ်ရစ်ကောင်ဘက်မှာလဲအဖေလို့ပြောတဲ့အချိန်မှာယေရှုစရာဖို့တိုးတင်ငယ်ကိုဖျားပြင်ဆင်ပြီးပြီဒါဆိုသူတောင်ပေါ်ရောက်ပြီလားဟမ်တောင်းစွာပါလေတိလားတင်းရဲ့မနှက်ဖန်တောင်းစွာပါတိလားတင်းရဲ့အနာကတင်းမရောက်ဘူးသေးတဲ့အနာကမှာတင်းဘာတွေကြိုတင်ပြီးတော့မှဖျားပြင်ဆင်ထားပြီလို့ယုံကြည်ခြင်းနဲ့ဝန်ခံနေရဲလေတင်းဘာတွေယုံကြည်ခြင်းနဲ့တင်းဝန်ခံလဲဝန်ခံနေဆိုတာမြင်ပြီးမှဝန်ခံတာအာဗြဟံကိုဖျားကတင်ထားပေးပြီးသားမင်းရဲ့မိန်းမမြုံနေပေမဲ့ကောင်းကင်ကိုကြည့်ဒါကြောင့်ကြည့်အောင်နှစ်ကောအခန်းကြီး၄အငယ်19နှစ်ကောအခန်းကြီး၄အငယ်19နှစ်ကောအခန်းကြီး၄အငယ်19အားလုံးကြည့်အောင်ဘာပြောလဲအကြောင်းကဖတ်ရအောင်မြင်လားမသိညီကိုမောင်မတို့မျက်မှောက်၌ထင်ရှားတဲ့အရာတွေအားလုံးကခဏပဲသင်ပြဿနာကြီးဒီအခက်ခဲကြီးဒီယောဂါကြီးဒီငွေရေးကြေးရေးခဏပဲဒါဆိုဆရာခဏပဲဆိုတော့ကျွန်တော်ပြဿနာဘာလို့ကြာနေတာလဲကျမပြဿနာဘာဖြစ်လို့အခုထိဖြစ်နေရတာလဲလို့မေးရင်သင်အာယုံစိုက်တာမှားနေလို့မကြည့်မထင်ရှားသောအရာတို့ဒီအစင်မြဲမထင်ရှားသောအရာဆိုတာဘာလဲ spiritual realms နဲ့ physical realms ဆိုရှိတယ် spiritual realms နဲ့ physical realms ကိုသင်တို့မပိုင်းခြားလို့မရအောင်ပြဿနာတစ်ခုဖြစ်လာရင်ဝိညာဉ်မျက်စိနဲ့သင်မကြည့်တတ်ရင်ပြဿနာကြီးပဲတကယ်တော့မဟုတ်ဘူးအဲ့ဒါပြဿနာမဟုတ်ဘူးသင်ကိုဘုရားသခင်အသစ်သောအရာတွေဖော်ပြတော့မယ်မထင်ရှားသောအရာတို့သည်အစဉ်အမြဲတည်ကြောင်းကိုငါတို့သည်ထောက်လျက်ဆိုတဲ့အဓိပ္ပာယ်ပါလို့ပြောဆရာပြန်ပြောမသိချင်တော့တရားပြန်ကြည့်မျက်မှောက်နဲ့ထင်ရှားသောအရာတို့သည်ဘာဖြစ်လဲပြောရအောင်ခဏပြောခဏလို့ပြောရအောင်မျက်မှောက်၌ထင်ရှားသောအရာတို့သည်ဘာလဲခဏပဲမထင်ရှားသောအရာတို့သည်အစဉ်အမြဲတည်ကြောင်းကိုငါတို့သည်ထောက်လျက်ဆိုတဲ့အဓိပ္ပာယ်ပါလဲဒီပြဿနာကြီးငါအတွက်ခဏပဲလို့သင်တတ်မှတ်ထားဖို့အရေးကြီးတယ်တဲ့မထင်ရှားသောအရာတို့ကအစဉ်အမြဲတည်ကြောင်းငါတို့တွေထောက်တယ်ထင်ရှားသောအရာကိုမကြည့်မမှတ်ပဲမင်းပြဿနာကြီးကိုပုံကြီးချက်နေမဲ့အစားကွာတဲ့မထင်ရှားသောအရာကိုမင်းစာကြည့်တတ်ဖို့အရေးကြီးနေပြီတဲ့ဟယ်လိုမင်းယုတ်လောကရဲ့ပြဿနာကြီးကိုမင်းအာယုံစိုက်နေမဲ့အစားယုံကြည်ခြင်းနဲ့ဘုရားလှုပ်လာမဲ့အရာကိုမင်းပုံဖော်တတ်ဖို့အရေးကြီးတယ်တဲ့ဒါဆိုဆရာကမေးမယ်သင်ဘယ်ဂတိတော်နဲ့သင်ပုံဖော်ထားတာရှိဘူးလဲဘယ်ဂတိတော်တစ်ခုဆွဲကင်ပြီးတော့သင်ဘဝမှာသင်ပုံဖော်ထားတာရှိဘူးလဲမရှိဘူးရင်ဘာမှမရသေးဘူးရှင်းပဲဆရာပြောလိုက်ပြန်ပြောမယ်တေချာနာတော့
ဘယ်ဂတိတော်ဆွဲကင်ပြီးတော့တင့်ကိုတင်ပုံဖော်ထားဘူးလေဂတိတော်ကိုဆွဲကင်ပြီးတော့မှတင့်ဘဝအတွက်တင့်ရဲ့လုပ်ငန်းအတွက်တင့်ရဲ့မိသားစုအတွက်တင်ပုံဖော်ထားတာရှိဘူးပြီလေမရှိဘူးတင်ဖျားနဲ့အလုံးမလုံးတတ်သေးဘူးဖျားနဲ့အလုံးလုံးတတ်တယ်ဆိုတာဖျားစကားကိုပုံဖော်ပြတာအင်္ဂလိပ်လိုဆိုရင် visualize ဆိုတော့အခြေအနေတွေကြည့်လိုက်တော့ဘာမှမြေကြီးမှာကြည့်လိုက်တော့ဘာမှမျော်လင့်စရာမရှိမယ်ဘုရားသခင်အာဗြဟံကိုသူသင်ပေးထားတဲ့အာဗြဟံမိုးကောင်းကင်ကိုမော့ကြည့်လိုက်တိုင်းမှာမကြခင်ငါသားသမီးရဲ့နာအများကြီးငါရတော့မယ်ငါရတော့မယ်အခြေအနေကြည့်လိုက်အောက်မှာတခုမှမကြောက်အပေါ်ကြည့်တတ်တယ်ကျဲတယ်မင်းကျဲကိုရေတွက်နေလားအဲ့တိုင်ကမင်းဖြစ်စေမယ်ဆိုတော့ तू ကြည့်တဲ့အမြင်ပြောင်းသွားပြီအခြေအနေကြည့်လိုက်မြုံနေတယ်ဟိုမှာသားသမီးတွေဒီမှာမြုံနေတယ်ဟိုမှာသားသမီးတွေမြင်လားမသိဘူးမြင်လားမသိဘူးအဲ့ဒီ exercise ကိုကပ္ပဦးကျမ်းခန်းကြီး15မှာဘုရားသခင်က vision exercise ကိုသင်ပေးလိုက်တဲ့အတွက်ကြောင့်22မှာကြတော့တာထင်းပါတယ်မီးပါတယ်ရစ်ကောင်ပမာလဲလို့ပြောတဲ့အခါမှာချက်ချင်းသူပြောပြီးယေရှုဆရာဖို့တိုးတငယ်ကိုဘုရားပြင်ဆင်ထားပေးပြီးသွားပြီဘာပြောလိုက်တာငါပုံဖော်တတ်သွားပြီဘာလို့တက်သွားပြီလဲငါပုံဖော်တတ်သွားပြီအခြေအနေကတခုမှမကောင်းဒါပေမဲ့ငါတိသွားပြီငါဖယားငါတော့ကောင်းဆုံးလုပ်ထားတဲ့ဖယားအခြေအနေမကောင်းမယ်ငါဖယားကောင်းတယ်ဆိုတော့ဖယားသခင်ကအာဗြဟံကိုသူ့သားကိုဘာလို့ရစ်ပူဇော်ခိုင်းတာလဲ testing ဘာ test လုပ်တာလဲမင်းအခြေအနေကိုကြည့်တတ်တာလားငါ့ကိုကြည့်တတ်တာလားဆိုတော့ဖယားတင်တာCome on. ထင်ရှားသောအရာတို့မကြည့်မမှတ်ပဲမထင်ရှားတဲ့အရာပါလေအာဗြဟံထင်ရှားတဲ့အရာကိုကြည့်တဲ့အခါမှာအာဗြဟံဘာမြင်လဲသူသားကိုပူဇော်ရတော့မယ်မထင်ရှားတဲ့အရာပါလေသိုးတငယ် Come on ထင်ရှားတဲ့အရာပါလေသူ့ရဲ့သားမထင်ရှားတဲ့အရာပါလေတောင်းပေါ်မှာရှိတယ်သိုးတငယ် तू မြင်ရပြီလားမမြင်ရသေးဘူးဒါပေမဲ့မိရှုစရာဖို့တိုးတငယ်ကိုဘုရားခင်ပြင်ဆင်ထားပြီသား तू ဘာဖြစ်လို့ तू ပုံဖော်ရဲတာလဲ तू ဘာလို့ပြောရဲတာလဲ तू ဘုရားကအလိုအလုပ်လုပ်တဲ့ဘုရားဆိုတာ तू ကောင်းကောင်းသိတယ်ဒါဆိုရင်ဆရာပြောမယ်တင်မမြင်ရတဲ့နယ်ပယ်တစ်ခုမှာတင်အတွက်ပြင်ဆင်ထားတဲ့မင်္ဂလာတွေအများကြီးရှိတယ်ဆိုတာတင်သိပြီလားတင်လက်ရှိအခြေအနေမှာတင်စိတ်သက်ကြစရာကြီးပဲဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့တင်အတွက်မမြင်ရတဲ့နယ်ပယ်တစ်ခုမှာဖျားပြင်ဆင်ထားပြီးသားဒါပေမဲ့အဲ့ဒီအရာကိုတင်မဆွဲထုတ်ပဲနဲ့ရုပ်လောကထဲမှာရောက်လာဘူးပြန်ပြောမယ်ညီကောင်မောင်မတော်ဖျားပြင်ဆင်ထားတဲ့တင်အတွက်မင်္ဂလာကိုဘယ်သူမှလာဆွဲထုတ်ပေးလို့မရဘူးတင်ပဲဆွဲထုတ်ရတာငါသားမီးရှို့စရာဖို့ယေရှုဆရာဖို့တိုးတငယ်ကိုဘုရားခင်ပြင်ဆင်ထားပြီပဲအဲ့ဒါဘာလို့လဲတလားအဲ့ဒီအချိန်မှာဘုရားတိုးတငယ်ကိုပြင်ဆင်ရပြီရုပ်လောကထဲမှာရောက်အောင်ဆွဲထုတ်တာဘုရားဝိညာဉ်လောကနဲ့ရုပ်လောကထဲရောက်လာအောင်ဝန်ခံတာတို့ယုံနဲ့ဝန်ခံတယ်ယုတ်လောကထဲမှာဖြစ်လာဆရာတို့ပြောရမလားအခုလူငယ်တွေဒီခေတ်မှာလူငယ်တွေအများကြီးပျက်စီးနေဆိုပါစို့ဖျားကြောင်ထဲမှာဖျားနဲ့မှန်ကန်ဆိုအသက်ရှင်ခြင်းမရှင်မဲ့ညဉ့်ညူးခြင်းနဲ့ပဲသွားနေလူငယ်တွေရှိတယ်ဆိုရင်ဘလို့ပဲအသက်ရှင်ကွယ်ညဉ့်ညူးချင်းပဲပြင်ရောက်သွားလူတွေသူ့ရဲ့အတ္တတာရဲ့လွတ်မြောက်ခြင်းသူ့မှာပဲရှိတယ်ဘယ်သူမှမရှိဘူးအဲ့ဒီကလင်းလူငယ်တယောက်ကနေပြီးတော့မှ
ယေရှုအဖြစ်ငါသည်တန်ရှင်းတော်သူဖြစ်တယ်လို့ तू ကတော့ညဉ့်ညူးတဲ့အတ္တတာထဲမှာရှိနေတယ်နော် तू ကဒါပေမဲ့ယေရှုအဖြစ်ငါတန်ရှင်းတော်သူဖြစ်တယ်လို့နေ့တိုင်းဝန်ခံလာရင်ကြောက်စရာကြီးအထက်ကနေဖရားတကိုးတော်ပြုပြင်တဲ့အခါမှာ သူကသူဝန်ခံတဲ့အတိုင်းတကယ်တန်ရှင်းခြင်းအတ္တတာနဲ့အသက်ရှင်တဲ့သူဖြစ်လာတယ်ဝန်ခံရတာယုံကြည်ခြင်းနဲ့ဝန်ခံတာတို့ရဲ့အလုပ်ဖြစ်စေတာဖေဟာနှလုံးသားယုံတော့နှုတ်နဲ့ဝန်ခံတော့မှပါရလားကယ်တင်ခြင်းရသေးတာအပြစ်သားနေဖရားသားပြောင်းသွားတာဒီဒါလေးပဲနှလုံးသားနဲ့ယုံတယ်နှုတ်ကနေဝန်ခံတယ်ဘာပြောင်းသွားပြီလဲအပြစ်သားနေဖရားသားပြောင်းသွားပြီဒါဆိုရင်အပြစ်သားနေတော့ဖရားသားပြောင်းနေတဲ့ဟာဒီမှာပဲရှိတယ်ဆိုရင်တင်းရဲ့အနာဂတ်ရဲ့မင်္ဂလာတွေအလုံးဒီမှာပဲရှိတယ်ဒါပေမဲ့ယုံနာမှားနေလို့တုံးမဲ့အသက်တာတွေ result တွေကမှားနေတာဖရားကိုလုံးဝ negative မမြင်ဘူးအာဗြဟံကမသိပါဘူးကွာထင်းပါတယ်မိပါတယ်ရေကောင်ဗမာလဲလို့ပြောတော့မသိပါဘူးကွာဖရားလဲသူပဲပေးတယ်သူပဲပြန်ရုပ်သိမ်းဘာတွေလဲမသိတော့ပါဘူးကွာဆိုရှောက်ပြောလို့မရဘူးမသိတော့ပါကွာလုံးလို့မရဘူးတင်းအမြဲတမ်းသိရမယ့်ရာတကူကဖရားကတင်းအတွက်အကောင်းဆုံးပြင်ဆင်ထားတာတင်းမမြင်ရတဲ့နယ်ပယ်တစ်ခုထဲမှာတင်းအတွက်ဖရားပြင်ဆင်ထားတာကြောက်စရာကြီးတင်းမမြင်တတ်လို့ဆရာပြောမယ်အခုတင်းမမြင်ရတဲ့နယ်ပယ်တစ်ခုမှာတင်းအတွက်ဖျားပြင်ဆင်ထားကြောက်စရာရမ်းကောင်းတာကြောက်စရာကောင်းလို့များတယ်လိုက်ဆိုရအောင်ငါ့ကိုခေါ်လို့ငါထူးမီကြီးသောရာတင်းမသိနိုင်အောင်နတ်နေသောရာတို့ကိုငါဖော်ပြမယ်Ask, I will answer you, and I will show you great and mighty things. Great and mighty things. Not little things, great things and mighty things I prepare already for you. That's what he said. Great and mighty things. တခုပဲထင်ရှားသောအရာတို့မင်းတို့မကြည့်ပဲနဲ့မထင်ရှားသောအရာတွေကိုမြင်တတ်အောင်မင်းတို့သင်ဒါအေဖာဩရစာခန်းကြီး1အေဖာဩစာခန်းကြီး1အငယ်19ကနေစကြည့်အောင်အေဖာ1 19ကနေစကြည့်မှာဆုတောင်းသောအချက်ဟုမူကားရှင်ပေါလုကအေဖာမြို့မှာရှိတဲ့သူတွေကိုဆုတောင်းပေးနေပြီငါမင်းတို့အတွက်ဆုတောင်းပေးတဲ့အရာပါလဲတဲ့ငါတို့သခင်ယေရှုခရစ်ဖျားခင်ဖြစ်တော်မူသောဘုန်းကြီးသောအဖခမည်းတော်သည်ကိုရောမြတ်ကိုသိချင်းလို့ငါပညာအာဗြဟံကတေချာနာထောင်နော်ဒါလေးကိုတေချာကြည့်တာအာဗြဟံကဖျားကသူ့သားကိုရစ်ဖြစ်ပူဇော်ခိုင်းတယ်ဟုတ်ပြီနော်ဒါဆိုတော့သူ့သားနဲ့သူကရစ်ပူဇော်ဖို့သွားနေပြီဒါဆိုပြောမယ်ဘာပညာလဲကိုတော်မြတ်ကိုသိတဲ့ပညာဆိုတာဘာလဲပြောမယ်ဖခင်ရဲ့နှလုံးသားကိုသိတဲ့ပညာမှတ်တာဘာပညာဖခင်ရဲ့သဘောတဘာဝကိုသိတဲ့ပညာရဲ့ကြောက်ရှာရဲ့တာတားနဲ့အဖေတူတူသွားရင်လည်းဖခင်ပြောပြီမင်းရဲ့သားကိုငါ့ကိုပူဇော်โอเคသွားရင်လမ်းမှာသားနေပြီးတော့အဖေကိုပြောတယ်ထင်းပါတယ်မီးပါတယ်ရစ်ကောင်ပမာလဲအဖေတဲ့ခင်ဗျာဒါမဲ့အာဗြဟံကဘုန်းကြီးသောအဖခမည်းတော်သည်ကိုရောမြောက်သိချင်းလို့ကပညာဒီပညာဖခင်ရဲ့သဘောတဘာဝကိုသိတဲ့ပညာငါဖခင်ငါသင်နေတာသင်ဘဝမှာမဖြစ်ချင်တဲ့အရာဖြစ်လာပြီဆိုရင်မှတ်ထားအဲ့ဒါသင်နေပြီမှတ်တာစိတ်တကြဖို့မဟုတ်စိတ်ပြတ်ဖို့မဟုတ်သင်ယူဖို့ပြန်ပြောမယ်
တင်ဘဝမှာမဖြစ်ချင်တာတွေဖြစ်လာပြီဆိုရင်တင်မရောက်ဖူးတဲ့နေပယ်တစ်ခုကိုဘုရားတင်တော့မယ်ဖြစ်တဲ့ကြောင့်သင်ပြီအဲ့ဒါဆိုတင်ပါလို့မလဲသင်ယူတော့ဆိုတော့သူ့ရဲ့သားကိုပူဇော်မဲ့ကိစ္စကိုသူကောင်းကောင်းသိတယ်သူ့အဖရဲ့နှလုံးသားကိုသူကောင်းကောင်းသိတယ်ခမည်းတော်ရဲ့နှလုံးသားကိုသူကောင်းကောင်းသိတယ်ငါ့ကိုအကျိုးနဲ့ဖို့ကြံစီတဲ့အကြံစီတစ်ခုမှမရှိဘူးပြောကြအောင်ပြဿနာတစ်ခုဖြစ်လာရင်တင့်နှလုံးသားထဲကဖះကိုပြောမယ့်စကားတစ်ခုပဲရှိတယ်ငါအကျိုးနဲ့ဖို့ကြံစီတဲ့အကြံစီငါဖះမှာတစ်စက်မှမရှိဘူးငါမျှော်လင့်တဲ့အကျိုးကိုရဖို့ပဲဖះသခင်ပြုနေတဲ့အရာဖြစ်တယ်ဟာလေလုယာ level ဖះတင်လိမ့်မယ်ထင်းပါတယ်မိပါတယ်ရစ်ကောင်ပမာလဲငါသားတည်ငြိမ်အေးချမ်းနေတယ်ဖះသဘောတဘာဝကိုနားလည်သွားတဲ့လူဟာ in time of trouble တကယ်ကိုပဲဒုက္ခရောက်နေတဲ့အချိန်မှာတည်ငြိမ်နေတယ်ငါသားယေရှုဆရာဖို့တိုးတင်ငယ်ကိုဘုရားခင်ပြင်ဆင်တော်မူလိမ့်မယ်ဘာလို့ပြောနေတာလဲသူတင်ထားပြီသားကိုရောမြတ်ကိုသိချင်းလုံးကပညာကို၎င်းငါဖះဘလို့ဖះလဲဆိုတော့တင်သိလားတင်ပွဲသိမ်းတယ်ငါကြမှာဘာလို့ဒီလိုဒုက္ခရောက်ရတာလဲလို့မေကိုမေးတဲ့သူကမသိသေးဘူးကိုတော့ငါကြမှာဘာလို့ဒီလိုဒုက္ခနဲ့ရင်ဆိုင်ရတာလဲငါကြမှာဘာဖြစ်လို့ဒီလောက်ထိအခက်ခဲတွေတွေ့ရလဲငါကြမှာအင်္ဂလိပ်ဆိုတော့ why me Lord no don't say that သူများနဲ့မတူတဲ့ experience သူများနဲ့မတူတဲ့ကောင်းကြီးတွေမရမှာဆိုလို့ပြန်ပြောမယ်သူများနဲ့မတူတဲ့စိန်ခေါ်မှုတွေအားလုံးသူများနဲ့မတူတဲ့နေပယ်ရှိလို့ဟာလေလုယာသူများနဲ့မတူတဲ့အတွေ့အကြုံတိုင်းဟာသူများနဲ့မတူတဲ့ကောင်းကြီးရှိလို့ဘယ်တော့မှစိတ်ထဲကြစရာမလိုဟာလေလုယာဒါမင်းတို့သိရမယ့်ရတယ်ကိုရောမြတ်ကိုသိချင်းလို့ငါပညာကိုထိုးထွင်းသောဉာဏ်ကိုလည်းကောင်းသင်တို့ကပေးပါမိကြောင်းဆက်သွားခေါ်တော်မူသောကြောင့်မျော်လင့်ရသောအရာကအဘယ်အရာဖြစ်သည်ကိုလည်းကောင်းမင်းခေါ်ထားတဲ့အရာဆုံးရှုံးမှုခေါ်ထားမဟုတ်ဘူးမင်းတို့ပြင်ဆင်တဲ့အရာတိတ်ကြီးလုံးအားကြီးတယ်ခေါ်တော်မူသောကြောင့်မျော်လင့်ရသောအရာကအဘယ်အရာဖြစ်သည်ကိုလည်းကောင်းတန်ရှင်းသူတို့သည်ခံသောအမွေတော်ဤပါလဲဘုံစည်းစိမ်ကဘုရားတို့အတွက်ပြင်ဆင်ထားတာပါလေစီးစိမ်ပဲမပါဘူးဘုံမှာပါတယ်ဘုံစည်းစိမ်ဆိုတာတခိုးဖြတ်လို့တခိုးခိုးလို့မကုန်ဘူးမီးလောင်လို့လည်းမကုန်ဘူးဘုံစည်းစိမ်ဆိုတာမကုံဆုံးနိုင်တဲ့ဘုရားရဲ့စည်းစိမ်ဘုံစည်းစိမ်ဒါကောင်တန်ရှင်းသူတို့ခံတော့အမွေတော်ဤဘုံစည်းစိမ်ကအဘယ်မြတ်လောက်ကြီးသည်ကို၎င်းကိုတခါလေအားငယ်တော့ငါဘာမရှိဘူးအောင်မလေးဘုရားတဲ့အတွက်ပြင်ဆင်တာကြောက်စရာကြီးတိတ်ကြွယ်ဝတာတင်တော့ဘုရားရဲ့အမွေစားအမွေခံနေဖြစ်တယ်အာမင်ဒါကြောင့်သင်စိတ်သက်ကြစရာမလိုဘူးသင်ကကြွယ်ဝတယ်အာမင်ဟာလေလုယာဒါမဲ့သင်မြင်တတ်မယ်သင်ဘယ်လောက်ကြွယ်ဝလဲဆိုတာသင်မမြင်နိုင်မချင်းသင်အဲ့ဒါကိုသင် claim မလုပ်နိုင်ဘူးအာမင်သင်တို့ဘုရားပြင်ဆင်ထားတဲ့အရာသင်မမြင်နိုင်မချင်းသင်အဲ့ဒီအရာကို decree and declare မလုပ်နိုင်ဘူးဘုရားပြင်ဆင်ထားပြီးသားတာဆက်သွားရအောင်ယုံကြည်သောငါတို့၌ပြတော်မူသောအလွန်ကြီးလာစွာသောတကူတော်ကအဘယ်များလောက်ကြီးသည်ကိုလည်းသင်တို့သည်သိစေခြင်းကသင်တို့သိစေခြင်းက come on သိစေဖို့အရင်ဆုံးမြင်ခိုင်းတယ်သင်တို့ဉာဏ်မျက်စိလင်းစေပါမိကြောင်းဆုတောင်းတယ်ဉာဏ်မျက်စိတော့သိလားspiritual eyes ဉာဏ်မျက်စိလင်းစေဖို့ငါဆုတောင်းတယ်မင်္ဂလာအားလုံးရဲ့အစကမြင်ချင်းရနေစားတယ်သင်တို့ဖျားပြင်ဆင်တဲ့အရာသင်မြင်နိုင်ပြီလားအာဗြဟံတော့မြင်တတ်တဲ့ခါမှာချက်ချင်းပြောလဲငါသားမပူနဲ့ငါသားယေရှုစာဖို့ဖျားသခင်တောင်းမှပြင်ဆင်ထားပြီသားအာမင်အာမင်ဖျားခင်ပြင်ဆင်ထားပြီသား
ဒါရုပ်လောကကိုသင်ရုပ်လောကကိုပဲသင်အာယုံစိုက်နေတော့သင်ဝိညာဉ်ရာဖျားပြတဲ့အရာတွေသင်လွတ်သွားလိမ့်မယ်ရုပ်လောကကိုအာယုံစိုက်ရင်ဝိညာဉ်လောကထဲမှာရှိတဲ့အရာတွေအလုံးသင်မြင်နိုင်တော့မှာမဟုတ်ဆက်ပြီးတော့ဘုရားခင်ဖွင့်ပြသွားပါလိမ့်မယ်သင်တို့သည်သိစေခြင်းကသင်တို့၏ဉာဏ်မျက်စိကိုလင်းစေပါမည်ကြောင်းဆုတောင်းပတ္ထနာပြု၏ဝိညာဉ်ရဲ့အစဘယ်နဲ့စလဲမြင်ခြင်းနဲ့စတာဘယ်နဲ့စမြင်ခြင်းနဲ့စတာသင်ရဲ့မင်္ဂလာတွေအားလုံးကဖခင်သင်အတွက်ပြင်ဆင်ပြီးပြီသင်မြင်နိုင်ရဲ့လားမမြင်နိုင်တဲ့သင်လောကမှာရတစ်ခုပဲရှိတယ်ကိုတော့ open my spiritual eyes to see the things that you prepare for us open my eyes Lord open my eyes open my spiritual eyes ဒီလောကအရာတွေကျွန်တော်မြင်တာထက်ကိုတော့ပြတဲ့အရာတွေမြင်ချင်ပြီကိုတော့အာမင်လောတာမင်းကြိုက်တဲ့နေမြေယူသွားလောတာလည်းအာမနာဘူးအကောင်းဆုံးဟာတွေပဲယူချသွားတာတစက်မှအာမနာဘူးသူ့ဦးလေးကိုအကုန်ယူချသွားတယ်လောတာအာဗြဟံသူကြိုက်တဲ့ဟာတွေအကုန်ယူသွားပြီးတော့မှလှည့်ကြည့်လိုက်တော့ဒီမှာခါနိုင်ဘာမှမရှိဘူးသူဘာတိထားတယ်လားကောင်းကြီးမင်္ဂလာအရာဝတ္ထုမဟုတ်ဘူးကောင်းကြီးမင်္ဂလာသင်သင်ကကောင်းကြီးနောက်လိုက်ရတဲ့သူမဟုတ်ဘူးမင်္ဂလာတွေအလုံးသင်နောက်ကိုပြန်လိုက်ရတဲ့သူမမြင်တတ်တဲ့လူကမင်္ဂလာနောက်ကိုပြန်လိုက်ရတယ်မြင်တတ်သွားတဲ့လူနောက်ကိုမင်္ဂလာပြန်လိုက်လာရတယ်ဖခင်နာမပုံချီးပါစေဒီနေ့ညမှာဆရာပထမဆုံးနေ့အနေနဲ့ဆုတောင်းပေးမယ့်အရာတော့သင်ရုပ်လောကတွေပဲမြင်တတ်လို့ရတော့ခလေးတွေစိုးတာသင်မြင်မယ်ခလေးတွေစကားနားမထောင်တာသင်မြင်မယ်မလောက်ငှတဲ့ဘဏ်အကောင့်ကိုသင်မြင်မယ် overtime ဘလောက်လုပ်ရတယ်လို့လဲကုန်တာပဲဒီ bank account ပဲသင်မြင်တတ်နေသင်အတွက်ဖျားပြင်ဆင်ထားတဲ့ bank account ကိုသင်မမြင်နိုင်မချင်းသင်ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူးဆရာထူးခြားမယ်လို့ဆရာယုံတယ်ဒီ3ရက်တာတင်းတို့ level တစ်ခုဖျားဆွဲကိုခေါ်လိုက်မယ်ဒီ subject တစ်ခုပဲဆရာ3ရက်လုံးတောက်လျှောက်တင်မယ်2026ကအမြင်တဲ့မင်္ဂလာတဲ့ level တဲ့ကိုဖျားခင်ပို့ဆောင်မယ်တခုပဲရုပ်လောကတဲ့ကိုမလှည့်စားပါစေနဲ့စာတန်ကအမြဲတမ်းရုပ်လောကနဲ့တင်းရဲ့တတ်တာကိုလှည့်စားခြင်းနဲ့ယာကုပ်ကအင်မတန်ယူပါယုံကြီးတဲ့သူယာကုပ်ကအင်မတန်မှယူပါယုံနဲ့အလုတ်လုတ်တတ်တဲ့လူယာကုပ်ကအမြဲတမ်းစိတ်ဓာတ်မချတဲ့လူယာကုပ်ကအမြဲတမ်း
enthusiastic အမြဲတမ်းသူက enthusiastic ဖြစ်နေတဲ့သူအမြဲတမ်းတောက်လောင်နေတဲ့သူအရန်ကြိုးစားတဲ့လူမိန်းမတစ်ယောက်ရဖို့9နှစ်ကြိုးစားတဲ့လူနောက်တစ်ယောက်တော့နောက်9နှစ်ပြီးတော့မှသူ့ရဲ့ရောက်ကတိရဲ့ဥစ္စာတွေကိုပြန်လဲသူ့ရဲ့အမွေဖြစ်ပိုင်ဆိုင်မှုနောက်6နှစ်အလုံးမဘယ်နှစ်အနည်း20ကြိုးစားတယ်ထိုက်တန်သူရယူတယ်သူမြောက်ကလင်ကချစ်မလုပ်ဘူးဖြက်လန်းနီးနဲ့သူအောင်မြင်ရှင်တဲ့သူမဟုတ်အရန်စူးစမ်းခဲ့တဲ့လူယာကုပ်ကဒါပေမဲ့ဘယ်လောက်စူးစမ်းလဲရတဲ့လောက်ကလေးယူတယ်အလုံးပေါင်း73ယောက်တမီးအပါဝင်ဆိုရင်73ယောက်အဲ့ထဲမှာသူအင်မတန်မှချစ်တဲ့သားလေးတယောက်ရှိတယ်ဖြစ်လာမဲ့သူကထူးခြားတယ်အမြဲတမ်းအဲ့လိုပြောလို့သားသမီးတွေရွေးချစ်ပါလို့ပြောတာမဟုတ်ပေမဲ့သားသမီးတိုင်းမှာထူးခြားတဲ့ကလေးရရှိတယ်ဒီယောသက်ကလေးကငငယ်တဲ့ကသူများနဲ့မတူဘဲနဲ့သူကတမှုထူးခြားနေဆိုတာမြင်တဲ့အခါမှာပိုချစ်မိတယ်ပိုရဂယုဆိုင်မိတယ်ပိုပြီးတော့မှသူများမဝတ်နိုင်တဲ့အဝတ်ကိုပေးဝတ်တယ်ဒါတနည်းအားဖြင့်ပြောရင် favor သူတိတ်ချစ်ပါတယ်ဆိုတဲ့သားလေးတနေ့တောထဲမှာအကိုတွေကိုသွားပြီးတော့မှအစာသွားပို့ခိုင်းတာတေချာနာထောင်ပေးပါဒါနဲ့ဆရာဆုံးသတ်မယ်မနေ့က9နိုင်ပြန်တွေ့မှာဒီညအတွက်စားတော့ဆရာမျက်လုံးအတွက်စားဆူတောင်းပေးမယ်ဒီမျက်လုံးကတင်းကိုဒုက္ခပေးတယ်ဒီမျက်လုံးကတင်းကိုမတိုးတက်စေဘူးဒီမျက်လုံးကတင်းကိုမအောင်မြင်စေဘူးဝိညာဉ်မျက်စိရလာရင်ဖယားသခင်မြင်စေတဲ့အရာတင်းမြင်တတ်သွားရင်မင်္ဂလာစားပြီတနေ့သားလေးအကိုတွေအတွက်မုတ်သွားပို့ပေးစမ်းသွားတာရဲ့အကိုတွေရောက်တဲ့အခါမှာသူ့အင်ကြီးအကုန်ဆွဲချုပ်လိုက်တယ်ကျွေးနဲ့ထည့်လိုက်တယ်ငါတို့တက်လို့လည်းမထူးကွာရောင်းစားလိုက်တာကောင်းပါတယ်အကိုယူဒာနေပြီးတော့တွင်းထဲနဲ့သွားဆွဲထုတ်ပြီးတော့မှရောင်းစားပလိုက်တယ်ကုန်းတယ်တွေဣရှမေလကုန်းတယ်တွေရောင်းစားပလိုက်တယ်ဒါပေမဲ့ယာကုပ်အဲ့ဒီကိစ္စတွေတခုမှမသိဘူးချွတ်လိုက်တဲ့အင်ဂျီသူ့အဖေနှစ်သက်ပြီးတော့မှ coat with many colors အဲ့ချိန်မှာဈေးကြီးဆုံးအင်ဂျီအဲ့ဒီအင်ဂျီကိုအသွေးနဲ့နှစ်ပြီးတော့မှရုပ်တိရှိရှိစာတန်ကယုတ်တိရှိရှိတင့်ကိုလှည့်စားတတ်တဲ့တတိထားဒီနေ့လူတွေခံနေရတာအပေါ်ယံကြောတွေကြည့်ပြီးတော့ဒီမျက်လုံးနဲ့ဆုံးဖြတ်ချက်ချပြီးတော့မှအနာဂတ်ကိုပုံမဖော်ရတော့တာအများကြီးပြောတဲ့စကားလုံးတွေမှားနေယုံကြည်ခြင်းမပါတဲ့စကားတွေအများကြီးပဲကြည်ထားဆရာခုဆရာဒီ next level မှာဆရာတိဆောက်တဲ့ generation တတ်ရှိတယ်အဲ့ဒီ generation ကဆရာပြတဲ့အရာကိုမြင်တတ်တဲ့ generation ဖြစ်တတ်ပြီးရကောင်းတယ်ဒါပေမဲ့လှည့်စားခြင်းခါတဲ့ generation နဲ့မှသင်တို့မပါစေဘူးဆရာဆုတောင်းပေးမယ်ကောအဲ့ဒီအင်ဂျီကိုအသွေးနဲ့နှစ်ပြီးတော့ယူလာပြီးတော့ယာကုပ်လာပြတယ်အဖေတဲ့အဖေချစ်တဲ့သားလေးတားရဲကြိုက်လို့တေပါပြီတားရဲကြိုက်လို့တေ
တေသွားပြီတင်းဘွားမှာအနာဂတ်ပျောက်သွားတဲ့ငါမျောလင့်ခဲ့တာပဲဒီလိုဖြစ်ဖို့ဒါမဲ့ငါမဖြစ်နိုင်တော့ပါဘူးလို့သတ်မှတ်ထားတဲ့အရာတွေရှိရင်ဒီနေ့ပြန်ပြီးတော့ဖြတ်သိမ်းပလိုက်အလဲစားမခံနဲ့အဲ့နေ့ရနေစားတော့ဒီလောက်ထိကြိုးစားခဲ့ပြီးအမြဲတမ်းတက်ကြွနေတဲ့ယာကုပ်လုံးဝရက်သွားပြီလုံးဝအနာဂတ်ပျောက်သွားတာသူလုံးဝအနာဂတ်ပျောက်သွားတာဘယ်အချိန်မှပြန်ရလဲဒီလားနောက်မှဆရာဖတ်ပြမယ်အင်္ဂလိပ်လိုဖတ်ရင်ရန်ကောင်းတယ် Jacob revive ဆိုတဲ့စကားပြန်လာတယ် revive ဆိုတဲ့ဟာသေတဲ့ຢာတွေပြန်ရှင်လာတာ Okay အတင်းတော်မှာ revival လို့တယ်ဆိုအဲ့ဒါကိုပြောတာယာကုပ်ကယောသသိပြီဆိုတော့တိတဲ့နေ့ရနဲ့ဆိုတော့ तू ဘာမှစိတ်ဝင်စားတော့ဘာယူပါယုံမှမထားတော့ပြီးသွားပြီ तू ဘွားအမြင်နဲ့လှည့်စားခြင်းခါတာအမြင်နဲ့လှည့်စားခြင်းခါတာသွားပြီငါသားပြီးသွားပြီ तू တပါးတိုင်းဒီမှာဖះချီးမြှောက်မယ်ဆိုတော့ငါသားလေးသွားပြီတွေးနေစွန့်တွေးနေပြည့်နေတဲ့အဝတ်ကိုလာပြဟုတ်တယ်ဒါငါကိုယ်နဲ့ချုပ်ပေးထားတဲ့အင်ဂျီတွေးနေစွန့်သွားပြီငါသား sorry ပဲငါသားလေးဘလောက်ဖြစ်ဆိုးလဲငါသားဒီလောက်ဖះကိုချေရတာနဲ့အဖေကိုလည်းယူသေးတဲ့သားလေးဖြစ်နေဘာဖြစ်လို့ဒီလိုဘဝဆိုဘဝဒီလိုဖြစ်မျိုးဖြစ်ရလဲဒီလိုစာလဲစားနာမဟုတ်ဘူးဟိုမှာဖះကအကြံစီရှိထားပြီးသားမထားတဲ့အတွက်ဖះပြင်ဆင်ထားတဲ့မင်္ဂလာဘယ်သူမှဖျက်လို့မရအောင်ဘယ်သူမှဖျက်လို့မရအောင်တဲ့အတွက်ဖះကောင်းဆုံးပြင်ဆင်တာပြောရအောင်ကျွန်တော်တို့ဖះခင်ကောင်းဆုံးပြင်ဆင်တာကျမတို့ဖះခင်ကောင်းဆုံးပြင်ဆင်တာပြောရအောင်ဟာလေလုယာပြောရအောင်အဲ့ဒီအရာကိုဘယ်သူမှဖျက်ဆီးလို့မရဘူးဟာလေလုယာဘယ်သူမှဖျက်ဆီးလို့မရအောင်အာမင်ဒါပေမဲ့ယာကုပ်အင်မတန်ဝမ်းနေသွားပြီးတော့သူသွားပြီသူ့ဘွားဒါပေမဲ့တရက်အဖေသားမသေးသေးဘူးအဖေသားကကြီးပွားနေတဲ့အဖေမထာတင်းတာမသိတာတင်းအတွက်ဖယားကကလကာရဲ့နောက်ွယ်မှာတင်းအတွက်အကောင်းဆုံးပြင်ဆင်ထားတဲ့အရာတွေရှိတယ်ဟာလေလုယာမချီဆရာပြမယ်ဆရာပြအဲ့ဒီသူ့သားရဲ့အသွေးနဲ့ဆွန်းထားတဲ့အင်ဂျီကိုမြင်တဲ့အခါမှာ तू ဝမ်းနေတယ်မျောလင့်ခြင်းမဲ့တယ်ဟုတ်လားမသိဘူးโอเคဖခင်ပြန်ပြတယ်ကပ္ပဦးကျမ်းအခန်းကြီး41အလုံးဇလန်သိပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကြော်ပြီးတော့ဖတ်လိုက်တော့မယ်နော်41မသွားတော့ဘူးကြော်ပြီးတော့ဖတ်လိုက်တော့မယ်45ကိုသွားမယ်45 45ပဲသွားလိုက်အောင်နော်41ကဘုရားခင်ချီးမြှောက်ပြီးသူကိုသူများနိုင်ငံရဲ့ဒုတိယဘုရင်ကံဖြစ်သွားပြီ45ရောက်ပြီရောက်တဲ့အခါမှာ25နဲ့စကြည့်မယ်45ထို့သောအေဂုတုပြည်မှာထွက်သွား၍ခါနာန်ပြည်အဘယာကုပ်ထံသို့ရောက်ကြလေ26ယောသတ်သည်အသက်ရှင်သေး၏သင်အတွက်မျှော်လင့်ခြင်းမဲ့ပြီဆိုတဲ့အရာတွေဒီနေ့မှာဘုရားသခင်ကပြန်ဖော်ပြတဲ့တနေ့ရောက်လာလိမ့်မယ်ယောသတ်သည်အသက်ရှင်သေး၏အေဂုတုပြည်လုံးကိုယောဒနာသက်ရှင်တာမဟုတ်အေဂုတုပြည်လုံးကိုအုပ်ဆိုးရ၏ဟုကြားပြောကြသည်ရှိတော်ဘာဖြစ်လဲယာကုပ်ဒီစိတ်နှလုံးယော့ဤသူတို့စကားကိုမယုံနိုင်26ဟုတ်လား26အင်္ဂလိပ်လိုဖတ်ကြည့်အင်္ဂလိပ်တယောက်လောက်ဖတ်ပေးပါဦးဘယ်သူရှိလဲ
He did not. Okay. ဟုတ်ပြီဆက်ကြည့်မယ်ဆက်သွား He did not believe them. Continue please. သူတို့ဒီလေယောသပြောတဲ့မြောက်စကားတို့ပြန်ပြောကြ၏အဘယာကုပ်ဒီမိမိစီးစရာဖို့ယောသပေးတော့လှဲတော်ကိုမြင်တဲ့ခါကြတော့မှလှဲကိုမြင်ပြီအခုန evidence ကပါလဲအခုနကသူ့ရဲ့အကိုတွေအသွေးနဲ့နှစ်ထားတဲ့အဝတ်အခုကျတော့ယောသပြင်ဆင်ထားတဲ့လှဲတော်ကိုမြင်တဲ့အခါမှာစိတ်လုံးအားဖြည့်တယ်စိတ်လုံးအားဖြည့်တယ်ဆိုတဲ့စကားမြန်မာလိုသုံးတယ်အင်္ဂလိပ်မှာကျတော့ revive လို့သုံးထားတယ်အင်္ဂလိပ်မှာဘယ်လိုသုံးလဲဟာလားတွေ့လား the spirit of their father Jacob revived သူဘာဖြစ်သွားလဲသူသားနဲ့မတွေ့သမျှကာလပတ်လုံးသူသားသိပြီလို့နေရနေစားလို့သူမှဘာယူပါဘူးမထားတော့ပြီးသွားအောင်ဘယ်ချိန်မှာ revive ပြန်ဖြစ်လာလဲ revive ဖြစ်မှလူကယူပါအောင်ရှိတယ်။ဒါအသင်းတော်မှာ revival မရှိတဲ့လူတွေအားလုံးဒီတိုင်းပဲဒီလိုမျိုးပဲရတယ်လှုပ်ပြီးတော့စားတော့အဲ့တိုင်းပဲသွားနာဘာအရှိန်ဟုန်မှမရှိတော့ဘူး။ဘာတကိုးနဲ့မှတတ်မရှင်နိုင်တော့ဘူး။ဘာယူပါအောင်ကြီးတွေမထားနိုင်တော့ဘူး။အရှိန်ဟုန်နဲ့ဟလာခုတ်မောင်းတာမရှိတော့သူတို့က။ဣပေနဲ့သွားတဲ့တတ်တာဖြစ်သွားတယ်မကြား The spirit of their father Jacob revived ဘာလို့တလားHe saw the carts Joseph had sent to carry him back. Tu sibo mie the gen nando wa mie leo yulara mie ne kha ja ro ma. Wow. Ngata the ke shi ba de la. Ba phit twa ta la ni ko mon ma ro. နှစ်20လောက်စာရန်လက်စားချင်းခံလာရတဲ့ Jacobနှစ်20လောက်ငါသားတေသွားပြီငါသားတေသွားပြီ no တင်းအတွက်ဖျားပြင်ဆင်ထားတဲ့အရာကိုဘယ်သူမှတတ်လို့မရအောင်ဖျားပြင်ဆင်ထားတဲ့မင်္ဂလာကိုဘယ်သူမှတတ်လို့မရအောင်တင်းမြင်ကိုမြင်ရမယ်လို့ယုံကြည်ရဲဖို့အရေးကြီးတယ်တောထဲမှာလဲပြီးတော့သေသွားသူတွေအများကြီးပဲဒါပေမဲ့ကာလက်မသေဘူးဗျာဘာဖြစ်လို့ဆိုတော့သူ့အတွက်ပြင်ဆင်ထားတဲ့နေနဲ့မဝင်စားပဲနဲ့ငါမသေဘူးလို့ယုံကြည်ထားတဲ့လူကသေခွင့်ဖျားလုံးဝမပေးဘူးပဲအာမင်ဒီမှာရှိတဲ့ညီကောင်မအားလုံးဆရာအားပေးပြစေဒီနေ့စာရန်ရဲ့လက်စားထားတဲ့အရာတွေကိုသင်မြင်တတ်နေလို့မရအောင်သင်စာရန်လက်စားထားတဲ့အရာတွေကြည့်တော့မှငါဘာမှမဟုတ်တော့ပါဘူးငါဘဝဘာမှမဟုတ်တော့ငါအနာဂတ်ဘာမှမရှိတော့ပါဘူးလုံးဝမှားတယ်အဲ့ဒါဘုရားသင်တော့အကောင်းဆုံးပြင်ဆင်ထားတယ်အဲ့တော့ဒီနေ့ကနေစပြီးတော့မှရှင်ပေါလုအေဖတ်မြို့ဆူတောင်းကဲ့သို့ဆရာဆဆူတောင်းပြီးတော့မယ်သင်တို့ရဲ့အတ္တတာထဲမှာမြင်နိုင်ပါမည်အကြောင်းဖျားပြင်ဆင်ထားတဲ့မင်္ဂလာတွေကိုမြင်နိုင်ပါမည်အကြောင်းသင်တို့ဉာဏ်မျက်စိလင်းစေဖို့ရန်အတွက်ကျွန်ုပ်ဆူတောင်းပါတယ်